ကောင်းမြတ်တဲ့ချိန်မင်္ဂလာရှိတဲ့ချိန်မှာမကွေးမျိုးကရုဏာရှင်များနာယီကိုကြီးကိုအသင်းရှင်နေပြည်ဓမ္မပူဇာဆိုရင်ကြောင်းလို့ဇင်များနေ့စဉ်နှစ်တိုင်းလေးဓမ္မဒါနပြုခွင့်ရတယ်။ညစဉ်ကျင်းပပူဇော်ကြတဲ့ဓမ္မတော်ဘွယ်မှာတိကျဓမ္မဒါနကုသိုလ်ရှင်မန္တလေးမြို့ကျွေးဆက်ကမြောက်ရီမင်းကြီးလန်းလမ်းတော်ခေါ်ကျော်တရားလည်းထွက်ကိုရောင်းဝယ်ယူမိသားစုများဖြစ်ကြတဲ့ကာကုကျော်တိဦးဒကမတော်သူစာဦးမိသားစုတို့ရဲ့အမြဲဆုံးဓမ္မဒါနဖြင့်စင်ကျင်းပပူဇော်ကြတဲ့ဓမ္မတော်ဘွယ်အားခဲပြီးတော့ကြောလာကြတယ်တရားချစ်ခင်စေကောင်းဝကြတဲ့သူတော်စင်တို့အတွက်နေ့စဉ်တိုင်းကဲ့သို့ဇင်မြဓမ္မဒါနပြုခွင့်ရတဲ့အတွက်ကြောင့်ထူးပဲဝမ်းမြောက်ပါတယ်ဓမ္မတော်ဘွယ်သို့အားခဲပြီးတော့ကြောလာကြတယ်တရားချစ်ခင်စေကောင်းဝကြတဲ့သူတော်စင်တို့အတွက်ဇနိညာဓမ္မတော်မှာဟောနာကြည်ညိုကြဖို့လို့ဆိုပြီးတော့တရားတော်ကိုရွေးထုတ်ပါတယ်ဒေသကြီးအားလုံးပတ်ကြရအောင်အများကြိုက်နဲ့ဘုရားကြိုက်တရားလို့မှတ်ရပါတရားတော့အများကြိုက်နဲ့ဘုရားကြိုက်ပြန်ပြောပါဦးဒုတိယဒီသနာမဟုတ်ခင်မနာကြသိခင်မမေ့သည်မမေ့လိုက်သည်အနန္တောအနန္တငါးအင်ကိုဝစီနှုတ်မြဲပြီးတော့ရှိခိုးပူဇော်ကြောကြရအောင်ဆိုလိုက်ဘုရားဖေယဘုံကိုဝါညွတ်တော်ရှိခိုးပါဤဖေယဆိုလိုက်တရားတော်များဂုဏ်6ပါးညွတ်တော်ရှိခိုးပါ၏ဘုရားသံဃာတော်များဘုံကိုပါညွတ်တော်ရှိခိုးပါ၏ဘုရားမိဘနှစ်ပါးကျေးဇူးများညွတ်တော်ရှိခိုးပါ၏ဘုရားဆရာသမားကျေးဇူးများညွတ်တော်ရှိခိုးပါ၏ဘုရားမိဘတော်မြတ်တဲ့ဣရိယာပုပေါင်းစွာထားလို့တိစိတ်ကျင်သစ္စာဖြင့်တရားဓမ္မနာကြားလို့ဘာဝနာမေယကုသိုလ်တို့များကိုရယူပူဇော်နိုင်ကြပါပြီအများကြိုက်နဲ့ဘုရားကြိုက်တရားပြန်ပြောပါဦးအများကြိုက်ကိုပြုမှုပြောဆိုနေထိုင်ရတဲ့ပုဂ္ဂိုလ်တို့အတွက်
ဥနာတိဆိုတဲ့တန်တရားဝိဒုက္ခကြီးကိုပဲပြိတ္တရဲ့လေစီတယ်လို့ဒီလိုမှတ်ရအောင်နော်အများကြိုက်မှုပဲနဲ့ဘုရားကြိုက်ကိုပြုမှုခြင်းသုံးနေထိုင်မယ်ဆိုလို့ရှိရင်အဲဒီဘုရားကြိုက်နေနိုင်တဲ့ပုဂ္ဂိုလ်ဟာဥနာတိဆိုတဲ့ဘဝတန်တရားဝိဒုက္ခစိတ်ရကြီးကိုပြည့်စည်တယ်လို့ဒီလိုမှတ်ရအောင်ဒါဆိုရင်ဒီတရားနာပရိသတ်ကြီးကတန်တရားဝိဒုက္ခကိုလေ့ကျင့်လာလားပြတ်ကျင်လာလားဘယ်သူကြိုက်အောင်နေရမှာလဲနောက်တော့ကပရိသတ်ကြီးအများကြိုက်ကိုနောက်တော့စကလုံးတစ်လုံးသုံးလိုက်အများကြိုက်အလုပ်ကိုအတ္တဟိတဒီလိုမှတ်ရအောင်အများကြိုက်လုပ်ကပါတော့အတ္တဟိတဖျားကြိုက်လုပ်ကိုပရိသတ်ကြီးပရာဟိတလို့ဒီလိုဘောကြဖျားကြိုက်ကပရာဟိတအများကြိုက်ကအတ္တဟိတလူတယောက်လဲနေပြီဆိုလို့ရှိရင်လဲနေတဲ့ပုဂ္ဂိုလ်ကိုကြည့်ပြီးတော့အတ္တဟိတသမားကလက်ကုလက်ဝါးတီးပြီးတော့လှောင်ပြောင်ရှင်မောတယ်ပရာဟိတသမားကျတော့အဲ့လဲနေတဲ့ပုဂ္ဂိုလ်ကိုကြည့်ပြီးတော့တွဲထူတယ်၊ကူညီတယ်၊စောင့်ရှောက်တယ်၊ကျွေးမွေးကဲ့တင်တယ်ပေါ့ပရာဟိတနဲ့အတ္တဟိတသမားတို့ရဲ့ဘဝကတူသလားအကျဉ်းချင်းစိတ်ဓာတ်ချင်းအစားစားရရတူသလားဒါကြောင့်ဒီလိုအတ္တဟိတနဲ့ပရာဟိတကိုအဲ့ဒီလိုခွဲခြားပြရတဲ့ရတဲ့မှာနေကြတဲ့လူတွေထဲမှာအတ္တဟိတသမားကိုအများကယွန်ညတဲ့ဆက်ဆုပ်ကြတဲ့မုန်းညအများကျိုးတွေလုံးနေတဲ့ပရာဟိတသမားကြတော့အလုံးကပဲယူသေးကြတဲ့လေးစားကြတဲ့ချီးကျူးကြတဲ့ဂုဏ်ပြုကြဒါဆိုရင်လေးတဲ့အတ္တဟိတသမားနဲ့ပရာဟိတသမားကပြရာတလံတန်တလံနောက်ပြီးတော့ဒီတဲ့ပရာဟိတမလုပ်ဘဲနဲ့အတ္တဟိတကိုသားမရအတွက်ကိုအတွက်ကိုဝိဉ္ဇဉ်တစ်ခုအတွက်အတ္တဒီလုံခဲ့ပြီးတော့မှကိုချိုးအတွက်တည်ကြီးပဲလောကပြောဆိုနေတဲ့ပုဂ္ဂိုလ်ဟာထင်သလောက်ပြိတ္တကြီးမအောင်မြင်တယ်ပျက်စီးလွယ်တယ်ပေါ့နော်ဒါဆိုရင်ပြိတ္တကြီးဦးစင်းကိုရီတာရကလေးတစ်ခုပြောပြဇင်းစကိုင်းတီတူကိုရောက်ခါစားနန္ဒကျေးဇူးရှင်တီတူဆိုတော့ကြီးကတရားဟောသင်ပြီးတရားဟောရပြီဆိုတော့ပလင်မော်စတင်ပြီးတော့တီတူခြေတော်ဝင်အမြတ်တလုံးနဲ့နာမည်ပေးပြီးအဲဒီတော့အမြတ်တလုံးနဲ့နာမည်ပေးပြီးတော့တရားဟောခိုင်းတော့တရားစဟောတော့နာမည်လေးထွက်လာသို့တော်လည်းပဲအဲဒီချိန်တုန်းကနာမည်သာစထွက်လာတရားဟောသွားတော့မြင်လေစီစိုက်ကားစီဘဝအဲ့ဒီဇွဲတော်ရုပ်ပေါ်မှာကိုလုံးမအောင်မြင်သေးတဲ့ဓမ္မပိကတွေကခြေကားလေးတွေနဲ့လင်လိုဝါကားလေးတွေနဲ့ဆန္ဒီကားလေးတွေနဲ့သာသနာအလံလေးတွေတက်ဝယ်လေးတွေထုတ်ပြီးတော့တောင်ရုပ်ပေါ်မှာသွားလာလှူရှားနေဒီတော့ဒီတိုင်းဘုရုဇင်တော်သဘာဝသီလူကျေဝင်းကလည်းအဲ့ဒီသူများကားစီးတာမြင်တော့ကားစီးကြပါစီခြင်းတော့အဲ့ဒီမလောဆန်လူသိကြီးရဲ့ဓမ္မဂိကတာဝန်နဲ့ဟိုရောပဲစောပဲကြည့်ရောက်တယ်ဟိုအောက်ဘက်ဆိုရင်ကရင်ရွာတွေထိရောက်တောရွာတွေဗလာရီတောရွာဒီစာမလောရေစဲချတရားဝဲတွေပြင်ပန်းပန်းနဲ့လိုက်ပြီးတော့တရားဟောလိုက်ရတဲ့ဓမ္မပူဇာကိုမဟာပရာဟိတမှမလုပ်ဖဲနဲ့ကားစီးဖို့အတွက်ကားဝယ်ဖို့အတွက်ပဇာစုဒီတဲ့အဲ့တော့3သိန်းခွဲလောက်ရအဲ့တော့ဆန္ဒီကားရစီမှာ3သိန်းခွဲလောက်လည်းရှိဖင်ကားရစီက8သိန်းလောက်ရှိတယ်လွန်ခဲ့တဲ့15နှစ်လောက်ဒီတော့3သိန်းခွဲရပြီဆိုတော့ဆန္ဒီကားလေးဝယ်စီးမယ်ဆိုစီးလို့ရတယ်ဒါပေမဲ့လေသူများထက်ကြိုးချင်တာသားချင်တာဘင်ကားမှစီးပြီအဲ့တော့ဗဇ္ဇဆက်စုတခါတယောက်ကဇင်းနဲ့တတိတော်တိုက်ကြီးရောက်ပြီလို့တတိတော်မှာငွေတွေလည်းရပြီတဲ့ဒီတော့ဇင်းဘင်ကားစီးကျင်တာကိုအဲ့ဒီ3သိန်းခွဲတတိတော်ယူသွားမယ်လူအပ်တာတွေအကုန်လုံးဖြည့်ပြီးတော့
နောက်ဆုံးမို့ပင်ငါတစီတပြီးတော့တပတ်တွင်ရှာဝယ်ပြီးတော့မှဇင်းကိုလားထုတ်မယ်တဲ့အဲ့ဒီ3 သိန်းခွဲပေးလိုက်ကျန်တာတွေတပြီးတော့ပုံဖြည့်မယ်ဆိုပြီးတော့ယူသွားတာ15 နှစ်ရှိပြီခုထိပြန်မလာနော်ဒီတော့ဒီတိုင်းအဲ့ဒီကလေးကအဆိုးရှိလို့ရှိရင်ဒီတိုင်းအကောင်းပြုပြင်ဖို့မကောင်းဘူးလားဇင်းအဲ့ဒီကလေးကဘဝကိုယ်တွေ့ဖြစ်ဟာငါအတွက်လို့ရှိရင်ဘာမှမအောင်မြင်ကိုချိုးအတွက်လုံးရတာဘာတစ်ခုမှမဖြစ်လာဒီတော့ရသမျှတွေဘာတစ်ခုမှမစုပဲနဲ့ငါပရိဒပဲလုံးမဲ့ဆိုပြီးတော့ရှင်တရားမျိုးဝဲတွေအစားစာသင်ကျောင်းတွေစာကြည့်တဲ့ရည်ရည်ကန်တွေစသည်ဖြင့်အဲ့ဒီပရိဒလုပ်ငန်းတွေကိုလုပ်လိုက်ဒီကနေ့အချိန်ကြီးပါဒီတော့ပြည်သားဒီကနေ့အချိန်ကြီးအဲ့လိုပရိဒလုပ်တော့ကားလည်းဝယ်မစီးကြရဘူးကျောင်းလည်းကိုဓမ္မပူဇာနဲ့မဆောက်ကြရဘူးအဲ့ဒါလေးတွေပြည်သားပရိဒအကျိုးလေးတွေခံစားရတယ်အတ္တဟိတကိုယွံမုံဆက်ဆုပ်စိတ်နာပြီးတော့ပရိဒတွေကြိုးစားခဲ့ဒီတော့ပြည်သားပရိဒဆိုတဲ့စကားကကိုအတ္တအကျိုးတွေမပါဘဲနဲ့သူတို့ဘာအကျိုးကိုပြည်သားတကယ်ပဲစိတ်ဆိုင်ပြီးတော့မှလောက်ကဆောင်ရွက်တဲ့အလုပ်မျိုးကိုပရာဟိတအလုပ်လို့ခေါ်တယ်။ဘာလို့တော့မြတ်စွာဘုရားရှင်ကိုယ်တိုင်လောင်းတော်ဘုရားလေးသိင်ချီနဲ့ကဘာသိင်ပါရမီတွေဖြစ်ပြီးတော့ဘုရားဖြစ်အောင်ကျင့်လာတာသူ့အတွက်လားအများကျိုးအတွက်ပြောဘယ်သူအတွက်တော့အများကျိုးအတွက်ဒါဆိုရင်မြတ်စွာဘုရားရှင်ကိုယ်တိုင်ဒီတိုင်းပရာဟိတသမားကြီးပဲမဟုတ်လားတရားပရိဒမြတ်စွာဘုရားကိုယ်တိုင်ကပရိဒသမောင်းကိုလေးတဲ့ဒီတရားဝါဒီအားလုံးကိုလည်းပဲပရိဟိတစိတ်ပရိဟိတသမားပဲမြတ်စွာဘုရားရှင်ကဖြစ်စေချင်တာပရိဟိတစိတ်ရှိရင်ဘယ်သူကြိုက်ဆိုလိုက်လူဘုံဘဝရတာကြခဏအသက်ရှိညီသူကြိုက်ကြမကြိုက်ကြဘုရားကြိုက်အောင်ဒီဘုရားကြိုက်မှလူဘဝမုတ်ချစင်ပြီနေကောင်းသီကောင်းနောင်လေးကောင်းအကောင်းစင်ငါဝေဘဝဘောကနိဗ္ဗာန်ရကြကျိုးတွေဒီတဲ့ကျိုးမရဘူးဒီတော့ဗျာမြတ်စွာဘုရားအများကြိုက်တဲ့ပုဂ္ဂိုလ်မျိုးအတ္တဟိတပုဂ္ဂိုလ်မျိုးမဖြစ်ဘဲနဲ့ဘုရားကြိုက်တဲ့ပရဟိတအကျိုးကိုပဲဆောင်ရွက်ရမယ်ဒီကနေ့ပြည်သားတွေ့ကြုံနေရတဲ့လူဘုံလောကလူဘဝကြီးကအကြာကြီးလားခဏလေးလားတရားနေတဲ့ယေရှင်တို့တရားနာနေကြတဲ့ဗေဒပေါင်းသူတော်ကောင်းတွေအကုန်လုံးနောက်နေ့တရားတွင်မှဆိုရင်ဒီနေရာမှာရှိသေးလားအကုန်လုံးဘာဖြစ်မှာတော့သိကြဒါဗေဒရဲ့တဏ္ဍသဘောရပြောတာသင်္ခါရသဘောတရားနဲ့ပြောရင်သိခြင်းတရားကကွေးတော်တဲ့မဆန့်ခင်ဆန့်တော်တဲ့မကွေးမသိနိုင်ဘူးလားအဲ့ဒီလောက်ထိဗေဒရဲ့သိခြင်းတရားကဉာဏ်နေလို့ဆိုရင်ဗေဒကြီးမှတ်လိုက်တော့ကုသိုလ်ပြုရမယ့်အချိန်လေးကတည်းကအဲ့ဒီမျက်စိတမိတ်တရားတွေပြကွေးတော်လည်းမဆန့်ခင်ဆန့်တော်လည်းမကွေးခင်ပြောမှာပဲကုသိုလ်ပြုပြအောင်ပြုရမယ်လို့ဗေဒကြီးသဘောကျတာဆိုလိုက်လူဘုံဘဝရလာကြခဏသက်ရှိမြည်သူကြိုက်ကြမကြိုက်ကြဘုရားကြိုက်အောင်ဒီဘုရားကြိုက်မှကိုယ်ဘဝမုတ်ချစင်ပြီနေကောင်းဒီကောင်းနောင်လေးကောင်းအကောင်းစင်ငါဝေဘဝဘောကနိဗ္ဗာန်ရကြကျိုးတွေအကျိုးမများဘူးနောက်တော့ပြည်သားကိုကျိုးမပါပဲနဲ့အများကျိုးဆောင်ရွက်တဲ့ပရာဟိတလူရှိနေတဲ့ပုဂ္ဂိုလ်
အဲ့ဒီပရာဟိတစိတ်ရှိလို့ရှိရင်အဲ့ဒီပရာဟိတတို့ရဲ့ပါဇက်ကဘယ်တော့မှသမင်းမငတ်ဘူးလို့မှတ်လားဒီတဲ့ပရာဟိတပါဇက်သမင်းငတ်တာတာရကလေးတခုပြောပြမယ်တစ်ချိန်လုံးကမြို့လေးတစ်မြို့မှာကောင်းလေးတရားရှိတယ်သူ့နာမည်ကမောင်ဖြူတဲ့ဘယ်သူလဲတော့ဒီတော့မောင်ဖြူကပြည်တဲ့ဥစ္စာလည်းပေါ်မောင်ဖြူကရိုးရိုးပုဂ္ဂိုလ်မဟုတ်ဘူးပြည်တဲ့စေတစဝေဒနာရှင်လေးတယောက်ဒီတော့စေတစဝေဒနာရှင်လေးမောင်ဖြူယောဂတစ်ခုနဲ့တည်သွားတော့အလုံးကနှမျိုးလိုက်ကြသူအတုပလည်းစီကားလိုက်တာရုပ်လောင်းကသင်္ချိုင်းရောက်နေပြီမောင်ဖြူရဲ့ရုပ်လောင်းကသင်္ချိုင်းကိုရောက်နေပြီအဲ့ဒီမောင်ဖြူကိုလိုက်ဖို့တဲ့လူတို့ကြီးကမြို့တွေကနေသေးသေးပြတ်ထွက်သွားသေးဘူးတဲ့မောင်ဖြူရဲ့အတုပမစီကားဘူးလားနောက်တော့ကပြည်သေးအဲ့ဒီမောင်ဖြူရဲ့ရုပ်လောင်းနောက်ကနေပြီးတော့ငိုလိုက်ကြတဲ့လူလူကြီးရဲ့ငိုကြွေးတဲ့တန်တာနှမျောတသာကြည်ကွေးတဲ့တန်နေနဲ့ငိုကြမောင်ဖြူရဲ့မင်းသိမဲ့စာတို့များသိမင်းကခေါ်ပါတော့တို့သိကျင်လိုက်တာကွယ်မောင်ဖြူရဲ့နှမျောလိုက်တာကွယ်ပြည်တဲ့ကြည်ကွေးတဲ့တန်နေနဲ့ငိုကြဒီတော့ပြည်တဲ့စဉ်းစားစရာတခုပဲမောင်ဖြူကအယူပဲအယူမသာဘာကြောင့်စီကားနေတာလဲဘာစီကားစရာအကြောင်းရှိတယ်ပေါ့နောက်တော့ပြည်တဲ့မောင်ဖြူကယူပဲအယူရုပ်လောင်းနောက်ကနေပြီးတော့နှမျိုးတသာကြည်ကွေးတဲ့အတန်ဒီနဲ့ငိုကြတာဘာကြည်ကွေးစရာအကြောင်းရှိသလဲအယူသေးတယ်ပြည်တဲ့စဉ်းစားစရာမရှိဘူးလားဘာဖြစ်လို့ပြည်တဲ့အဲ့ဒီလိုနှမျိုးတသာကြည်ကွေးကြတဲ့အတန်ဒီနဲ့ငိုတာတော့ဘာကြောင့်အယူမသာစီကားတာလို့ဆိုရင်မောင်ဖြူကယူတာမနေ့တိုင်းပရာဟိတလူကိုသူနေ့စဉ်လူတယ်ဘာလူတာတော့ဒီတော့ပရာဟိတလူကိုနေတိုင်းလေးတိုင်းမောင်ဖြူလူတာအဲ့ဒါလည်းပြည်သက်စဉ်းစားစရာတခုပဲမောင်ဖြူကအယူပဲစိတ်လည်းမရှိရွှေလည်းမရှိငွေလည်းမရှိဥစ္စာဒနာလည်းမရှိပဲနဲ့ဒီအယူကပရာဟိတလူကိုမနေ့တိုင်းလူတယ်ဆိုတော့သူဘာကိုလူတာတော့ဘလို့လို့လူတာတော့လို့တွေးစရာမရှိဘူးလားဒီတော့ပြည်သက်မောင်ဖြူကပရာဟိတလူကိုမနေ့တိုင်းလူတာဟုတ်တယ်အယူမှုစိတ်မရှိငွေမရှိကြောက်တံပရမများလည်းမရှိဥစ္စာဒနာလည်းမရှိတဲ့ပုဂ္ဂိုလ်ကလူဖြစ်အောင်ဆိုတယ်သူ့လက်ကလေးနဲ့လူတာတဲ့ဘာနဲ့လူတာတော့ဒေသကြီးပြောဘာနဲ့လူတာတော့ဒီတော့သူ့လက်ကလေးနဲ့လူတယ်လက်နဲ့လူတာဆိုတော့ပြည်သက်ဥစ္စာကုန်သေးလားမနေ့စောကြီးထားပြီးတော့သူ့လက်ကလေးနဲ့တပြည့်စီလေးတစ်ချောင်းကန်ပြီးတော့မြို့လမ်းမှန်သမျှကိုဘုံလို့တပြည့်စီမောင်ဖြူကလှည့်ပြီးလှည့်သမျှမြေပြင်တွေပေါ်မှာသူကရေဖြန်းပြီးလမ်းဘေးကရေဦးစင်တွေမှန်သမျှအကုန်လုံးသူရေဖြည့်ပေးတယ်ဒီတော့မောင်ဖြူရဲ့ပါဇက်ပငယ်ဘူးအလုံးကချစ်ခင်ကြတယ်အကျိုးတရားလည်းပဲတွေးလို့ရှိရင်ရုပ်မောင်ဖြူကြော်စားတယ်ကောင်းချင်းမောင်တွေကလည်းပဲရုပ်မောင်ဖြူကောင်းချင်းမောင်စားတယ်ဘေးတဲ့ပြီးကညတာကျွေးကြသမင်းစားချိန်ရောက်ပြီဆိုရင်လည်းလူရဲ့ဟိုရင်ကနေကမောင်ဖြူကိုသမင်းခေါ်ကျွေးကြသမင်းခေါ်ကျွေးကြဘေးတဲ့မောင်ဖြူရဲ့ပါဇက်သမင်းငတ်တာအဲ့ဒါဘာကြောင့်ပရာဟိတယောဘာကြောင့်တော့ပရာဟိတလုံးနေတဲ့ပုဂ္ဂိုလ်ကယူနေပြီပဲမတောက်ပြောင်ဘူးလားတောက်ပြောင်ဒီတော့ပြည်သက်ကြီးကိုပရာဟိတနဲ့ပတ်သက်ပြီးတော့မောင်ဖြူကြောင့်ပြောပြီးပြီဆိုရင်နောက်တော့ကပြည်သက်ပြောဘုန်းကြီးအဖြူနဲ့ဘုန်းကြီးအမဲကြောင့်နားထောင်ပါလားဒီလိုပဲသူတို့ဘုန်းကြီးကြောင့်ဆိုရင်သိနားထောင်တယ်နော်ဘုန်းကြီးဖြူနဲ့ဘုန်းကြီးအမဲအတ္တဟိတနဲ့ပရာဟိတဒီလိုဦးဇင်းတို့မန္တလေးမှာကျောင်းတက်ကြီးတည်ထောင်ထားတော့ဦးဇင်းကျောင်းဝင်းကျင်မှာကျောင်းပေါင်း30ကျော်လောက်ရှိ
အဲ့ဒီကျောင်းဘုန်းကြီးတွေပြန်တော်မူလို့ရှိရင်ဒီတိုင်းဦးစင်းကပဲဦးစီးပြီးဦးစင်းကပဲဝိထုငွေထုတ်ပြီးသာဝနာကိုဦးစီးပြီးလုပ်ပေးလို့ရှိမနစ်ကဦးစင်းကျောင်းဝန်းကျင်မှာပဲလာကလေးပဲချားတယ်ဒီတိုင်းဘုန်းကြီးတစ်ပါးပြန်တော်မူကြပရမတစ်ပါးကဘယ်လိုပြန်တော်မူတော့လို့ဆိုတော့ဘုရားရှင်ရှိမှာပဋ္ဌာန်းယူရင်းနဲ့အသက်ကုန်ပါပြောပါယူရင်းအဲ့ဆရာတော်ရဲ့ဇာတိကဟောဒီစကုနေကဘုရားရှင်ရှိမှာပဋ္ဌာန်းယူရင်းနဲ့အသက်ကုန်သွားတော့ဒီတဲ့ဦးစင်းမဲ့ဦးစီးပြီးတော့လူရင်းလူရှင်းတဲ့အဲ့ဒီဇာဝနာကိုလုံးချမယ်ဆိုပြီးတော့တရားဥဆရာတော်တွေနဲ့ဆုံးဖြတ်ကြတယ်။ဒါပေမဲ့သူဆွေမျိုးသားချင်းတွေရောက်လာတော့သူတို့ဆရာတော်ကသူတို့ရွာမှာကြီးကျယ်စွာဗရာဟိတလူတွေကိုဥဆောင်လုပ်ထားသလိုအကျင့်သီလနေရာမှာလည်းပဲစံပြပါလေ။ဒါကြောင့်သူတို့ရဲ့ဆရာတော်ကိုတို့ချင်းလူရင်းနဲ့မပြီးနိုင်ဘူးတဲ့။စီစီကားကားပူဇော်ခြင်းလားဆိုတော့ငြိမ်ပွဲစာပွဲအင်းကျူတွေစီစီကားကားကြီးဖြစ်သွားတယ်။နောက်ကဇာဗနာချတော့လည်းပဲကြည်ပြန်မကြစီကားတဲ့ပရိသတ်ကြီးနဲ့ဇာဗနာချပြီးတော့နှမျောတသကြည်ကွေးတဲ့အတန်ဒီနဲ့ပရိသတ်ကြီးဟိုကျွေးကြ။အဲ့ဒါပါလေပရာဟိတပရိသတ်ကြီးပြောပါတော့နောက်ကပရာဟိတရဲ့နောင်မှာဘာပါလာတော့ဆိုတော့အကျင့်သီလပြောပါတော့ပရာဟိတကျင့်သီလတို့ကတည်တဲ့အထိမသိတာဘူးနောက်တော့အဲ့ဒီဘုန်းကြီးပြန်တော်မူလို့လာကလေးပဲချားတယ်ဒီတဲ့နောက်တော့ပြန်တော်မူပြန်တော်မူတဲ့ဆရာတော်ကအမဲဆရာအသားမဲတာမဟုတ်ဘူးဖြူဖွေးပြီးတော့တရုတ်ဘုန်းကြီးလိုပဲဝဝတွတ်တွတ်အကျင့်မဲတာပြောဒီတဲ့ကြီးဗမဲတာတော့ဒီရဒီဘုန်းကြီးပြန်တော်မူတော့ယူလောင်းကို3ရက်တိတိဒီတဲ့ရထား3ရက်တိထားတော့ဆင်းရဲတေချာလေးလာကြည့်တယ်အဲ့ဒီ3ရက်အတွင်းမှာအဲ့ဒီဘုန်းကြီးရဲ့အလောင်းသားလေးမှာလာပြီးတော့ဝန္ဒပလက်နဲ့ထိုင်းငိုးနေတဲ့ပုဂ္ဂိုလ်တယောက်မှမတွေ့ဘူးဒီတဲ့ယူလောင်း3ရက်ထားတာတော့ငိုတဲ့ပုဂ္ဂိုလ်တယောက်မှမတွေ့ဘူးနောက်တော့ဒီတဲ့ဇာဗနာချတော့လည်းပဲကားကလေး5စီးနဲ့ဇာဗနာချတာဘုန်းကြီးကကား3စီးဟဲ့လကားလေး2စီးလူက15ယောက်တော့ဇာဗနာချတော့ဦးဇင်းကားပေါ်နေပြီးတော့အဲ့ဒီဟဲ့လကားလေး2စီးပေါ်လူလှမ်းကြည့်တယ်ဘယ်သူများငိုတယ်လဲလှမ်းကြည့်တော့မသာဖို့တာလည်းမတူဘူးမင်္ဂလာဆောင်သွားတာလည်းတူနေတာတဟာဟာနဲ့ရှင်မိုးပြီးတော့လိုက်ဒီတော့သင်္ချင်ရောက်တော့လည်းပဲပြည်တဲ့ငိုတဲ့ပုဂ္ဂိုလ်လျှောက်ကြည့်တော့မိရှုကန်ဤကြမှာဘုသူတယောက်သူ့ညီနဲ့သင်္ချင်မှာအတန်ထွက်ပြီးတော့ငိုတာမဟုတ်ဘူးနှမျိုးသားသားတဲ့အတန်နဲ့ငိုတာမဟုတ်ဘူးပြည်တဲ့အတန်တိတ်ပြီးတော့ကြိတ်ဟောသူတို့ကိုဘုရင်နှမျိုးလို့ထင်ပါရဲ့ပေါ့ပြည်တဲ့ပြန်လဲလာတော့အဲ့ဇာဗနာပြန်လာတော့ကြောင်းအောက်လည်းရောက်အဲ့ဒီမောင်နှမနှစ်ယောက်ရံဖြစ်ကြဘယ်လိုပြောရမလဲနေ့ကျတော့ရေကလေးတာကြီးငါကျတီဝီစုပ်ပြီးငါတိုင်ကတ်နာကြီးလည်းဖြုတ်ယူပါဒေသရဲ့ပစ္စည်းလူရင်ရဖြစ်ကြဒီတော့ဘုသူ2ယောက်နဲ့6ချက်သာဇာဗနာပြီးခဲ့တဲ့အဲ့ဒီဘုန်းကြီးဇာဗနာကပြန်သူ့သမိုင်းเจ้าတွေကိုဒေသရဲ့စဉ်းစားလိုက်မဲတဲ့တိုင်တာမပြောနဲ့တော့ဘာမှရစရာမရှိဒေသသူဘယ်လိုပဲပုံနေထိုင်သွားတယ်လို့ဆိုတာကိုဇင်းကဒီဒေသကြီးပြောပြလို့ရှိရင်ဒေသကတည်းကဟောဘုန်းကြီးတွေကဒီလောက်ထိကိုလားလို့ဟောဒီဒေသကြီးကအဲ့ဒီငခုံးမတကောင်ကြောင့်တတိလုံးဘုရားဆိုတာတော့အခြားဘုန်းကြီးတွေလည်းပဲထင်သေးမှာဇင်းတို့ဘက်ကိုပြန်လှည့်လာတဲ့စကားမျိုးဒီဒေသကိုဇင်းကမပြောရေးချမှာမပြောဘူးနော်ဒါပေမဲ့ပြောလို့ရတာဒီတခုပြောပြမယ်အဲ့ဒီငိုသူ2ယောက်နဲ့6ချက်ပြီးခဲ့တဲ့ဇာဗနာပြာချတဲ့ဘုန်းကြီးကည8 နာရီလောက်ဆိုရင်ပလင်းမော့ဘာမော့လဲဒေသအဲ့ဒါလည်းကိုယ်တွေဦးစင်းကြောင်းမှာဆွမ်းစားရှိတော့ည8 နာရီလောက်အဲ့ဒီကျောင်းဘုန်းကြီးတွေဒေသဦးစင်းကမနေ့ကဆွမ်းစားတော့လိုက်ပင်တယ်အဲ့ဒီကျောင်းလည်းရောက်တော့သူကမိကလေးမိတ်ထားပြီးတော့မှတကားလေးလာလေးစီ
တကားဖွင့်မတော်တကားသာစီတာဆိုတော့ဇုံမဝင်ရေကိုတကားလေးဖပြီးတော့ချောင်းကြည့်တော့မယ်သူ့ဘေးမှာရက်ကတပလင်းကြက်ပေါင်ကြီးရဲ့ကြက်ပေါင်ကျော်ကြီးရဲ့နှစ်ပေါင်းကျက်သားကြီးဖဲကြိုက်စားလိုက်ပလင်းကြီးမော့လိုက်ကိုတော်မအဲ့ဒီကျက်သားကြီးဝင်စားခြင်းစိပေါက်သွားတရားသာသနာတော်မှာပြည်သက်ရဲ့အကျင့်သီလလည်းဘာတစ်ခုမှမရှိပရိဒလည်းမလုပ်တရားဓမ္မတွေစီကနေကထိန်မရဘူးလို့ပြောပြီးတော့တစ်နေ့တစ်နေ့ကိုကထိန်3-4ချိန်လောက်သူ့เจ้าမှာအဲ့ဘုန်းကြီးကလိန်ပြီးတော့သူခံအဲ့ဒီလိုနဲ့သာသနာမှာကျင့်မဲသွားတဲ့ဘုန်းကြီးရဲ့နောက်ဆုံးကြီးကပြည်သက်ရဲ့ငိုသူ2ယောက်နဲ့ကြောက်ချက်သာပြီးခဲ့တာငိုသူဘယ်နှယောက်ဒါကြောင့်ပြည်သက်အတ္တဟိတသမားနဲ့ပရဟိတသမားမကွာဘူးလားကွာတယ်နော်ဒါဆိုလို့ရှိရင်ယူเจ้าနိုင်ဘုန်းကြီးကြောင့်ပြောပြပြီဆိုရင်ဒေသကြီးပြောမယ်ဓမ္မဂတိကကြောင့်ဘာကြောင့်နားထောင်ပါလားလုံးပြန်ပြီဒေသကြီးတရားဝဲဒီတရားနာမှာရိတ်တာတော်တရားထိုင်မှာတရားရတယ်လို့ဒေသကြီးဒီလိုကြီးတတိချတွတ်မှာလူလောကမှာဒေသအိယာကလို့မျက်စိနှကွယ်လင်းရလို့မြင်သမျှကြားသမျှတွေ့ထိသမျှအာယုန်တွေပေါ်မှာအဆိုးတွေမြင်ရင်သူလိုမဆိုးအောင်ကိုကောင်းပြင်တတ်ဖို့မလိုဘူးလားနောက်တော့ကောင်းနေတဲ့ပုဂ္ဂိုလ်မြင်သူလိုကိုယ်လေးကောင်းအောင်ဒေသတူယူဖို့မလိုဘူးလားအဲ့ဒီလိုဒေသမြင်သမျှသိသမျှတွေတောင်ကယူစရာရှိရင်ယူလိုက်တရားရစရာရှိရင်ဒေသရလာဒီလိုဆိုလို့ရှိရင်ဒေသရဲ့ဘဝမှာလူတော်လူကောင်းတောက်ပြောင်တဲ့လူဘဝကိုရမယ်ပေါ့နော်အခုပြောမဲ့ဓမ္မပိကဘုန်းကြီးကဦးဇင်းတို့မန္တလေးကဘုန်းကြီးတော်အသက်60 80ဦးဇင်းတို့နဲ့ဒလီရဲစီတခီးတဲ့သွားတဲ့ဓမ္မပိကတစ်ပါးတရားဝင်နဲ့ယောဂဖြစ်တော့မန္တလေးပြန်လာစီယုတ်တက်တယ်အဲ့ဒီဘုန်းကြီးရဲ့တတိဘုန်းကြီးပြောပါဘုန်းကြီးတို့ဒီကနေ့မကွေးကဦးဇင်းတို့ကမှာပေါင်းတော်ကောင်းနေဘုန်းကြီးလောကမှာတတိဘုန်းကြီးကိုပြောပြပါဆိုရင်ခွဲခြားနိုင်ပြီပေါ့ဘီရင်ဟောတဲ့ဘုန်းကြီးကလည်းဒီလောက်မချမ်းသာဘူးနော်ရေးသားကြီးဖွင့်ထားတဲ့ရေးသားကမ္မထမ်းစီရကလည်းဒီလောက်ကြီးမချမ်းသာဘူးလက်ပြမှုသေးတယ်တတိဘုန်းကြီးပြောပါဆိုရင်ဒီကနေ့ဓမ္မကတိကဘာတွေတော့ညစဉ်တရားဟောတော့ဓမ္မပူဇာတွေရဝတ္ထုငွေတွေရဒီအဲ့ဒီလိုဝတ္ထုငွေတွေရတော့ရသမျှဝတ္ထုငွေတွေပရိဟိတမှာတော့ဒီကားဝယ်စီကြောင်းကြီးဆောက်စတိုးဆိုင်ဖွင့်အတူပြီးအဲ့ဒီလိုဓမ္မပူဇာကိုဒီလောကကြီးထဲမှာဒီကိစ္စတွေနဲ့သုံးကျွတဲ့ဘုန်းကြီးဆိုရင်တတိဘုန်းကြီးပေါ့ဗာဘုန်းကြီးတို့ဒီရလာတဲ့ဓမ္မပူဇာကိုပြန်လို့ပရိဟိတလုပ်ဒီနေ့နန္ဒကျေးဇူးရှင်သီလူဆရာတော်တို့ဓမ္မတုတ္တရှင်စီကိဏသာသနာတော်မှာတူတူတန်တန်ပရိဟိတလုပ်တွေကိုဒေသကြိုးကြားမှုမပါဘဲနဲ့လှုပ်တဲ့နာတွေကိုဒေသတူတူတန်တန်လှုပ်လဲလှုပ်နိုင်တယ်စွမ်းလဲစွမ်းတယ်အဲ့လိုဘုန်းကြီးမျိုးတတိဘုန်းကြီးမဟုတ်ဘူးနော်အလုတ်သမားဘုန်းကြီးရောတတိလားလုတ်သမားလားသူတော်ဟာကျူးတွေဒေသနေမလားညမလားကျူးစားပြီးတော့သွားလာလှုပ်ရှားနေတာလုတ်သမားတယောက်ဒီလိုခွဲခြားသိရတယ်ဒါကြောင့်ဒေသကြီးရဲ့ကြီးညိုတတ်ပါစေတတိဘုန်းကြီးမကိုးကွယ်နဲ့အလုသမားဘုန်းကြီးကြီးကိုးကွယ်ကြဟုတ်တယ်မဟုတ်လားဒီကနေ့မကွေးမျိုးကစာသင်တိုက်တွေများစွာရှိတယ်စာကြဆရာတော်စာသင်သားတန်ဃာတွေကိုစာရီဤတိုင်းချနေကြတာအဲ့ဒါအလုသမားအဲ့ဒါမျိုးတွေကိုကိုးကွယ်ကြဒီတော့ပြည်သားကြီးခုကြည့်ဒီဘုန်းကြီးကတော့ခုယောဂဖြစ်တဲ့ဘုန်းကြီးကတော့တတိဘုန်းကြီးပဲသူ့ဓမ္မပူဇာနဲ့ကားတွေဝတ်တာကား3စီးကားဘယ်နှစီးတော့
ဒီတော့ယောဂဖြစ်လို့စေုံတက်မယ်ဆိုတော့ကားသုံးစီးရှိတဲ့ဘုန်းကြီးကကားရှိတဲ့သူတငယ်ချင်းကိုလမ်းပုံဆက်တယ်တငယ်ချင်းနဲ့ငါနေမကောင်းလို့မင်းကားနဲ့စေုံလိုက်ဖို့ဘေးတိုင်းသူကားနဲ့သူဘာလို့စေုံမသွားတာလဲဆိုတော့စီကုံပါဆိုလို့ပြောပါဖြစ်လို့နောက်တော့စေုံတက်တော့လည်းပဲတကယ်ကိုဘေးတိုင်းမန်းလေးမှာခင်မိတဲ့သမားတော်တွေနဲ့ကိုယ်နဲ့ငြိမ်းလို့နန်းတော်မြို့တော်စေုံလို့ရှိတကယ်ဆိုဒေသအစီအစဉ်ကတည်းကမှာခုအဲ့ဒီမတက်ပဲနဲ့ဘယ်တက်တော့ဆိုတော့စီးရီကမိုးရီတော့အတုံးကြီးနဲ့ထိုးလို့ခွန်ကစဝေရတဲ့စုပ်ပြတ်တတ်နေတဲ့ပြည်သူစေဦးတက်တာဘယ်တက်ဒီတော့ဦးစင်မန်းလေးရောက်တော့မုံဘုံလေးနဲ့ဝထုမွေနဲ့သူ့ကိုသွားပြီးတော့လုံမမေးတယ်ဘုန်းကြီးဟာကိုယောဂဖြစ်တာတကယ်ဆိုငြိမ်းလို့နန်းတော်လို့သမားတော်နဲ့ကူတဲ့နေရာတွေတက်ပါတော့လို့ဒီနာဆုတ်ပြတ်တဲ့နေရာတွေလာတက်တာလို့ဆိုတော့မင်းကမသိပဲနဲ့အဲ့ဒီငြိမ်းလို့နန်းတော်တို့ကတပတ်တော့စေုံတက်လို့ရှိရင်ငါတစ်နှစ်လုံးရတဲ့ဓမ္မပူဇာတွေပုံပြောင်းစိတ်ထဲပြုံးမိတယ်ဒီဘုန်းကြီးမြန်မြန်သိပြီးတာပေါ့ဒီလောက်နှမျောတဲ့ဘုန်းကြီးကိုယ့်သက်တဲ့များဘာများတန်ဖိုးရှိเสียတန်ဖိုးထားเสียအကြောင်းရှိတော့ရှိဘူးနော်ဒီတော့ဒီတိုင်းအဲ့ဒီဘုန်းကြီးကိုယောဂစမ်းသပ်လိုက်တဲ့အခါကျတော့အသေးကင်စာရောဒီတိုင်းဘာကင်စာတွေတော့အသေးကင်စာပြန်ပြောအောင်ကုမရတဲ့ယောဂလို့ဆိုတော့စေဝါနေပြန်လွတ်ကျောင်းရောက်တော့တပည့်လေးတွေကသူတို့ဆရာဘုန်းကြီးအသေးကင်စာပြန်တော်မူမှာဆိုတာသိတော့ဒီတိုင်းမျက်ရည်လေးတဝဲဝဲနဲ့ဘုန်းကြီးဘေးနားနေဝှဖြစ်ပေးကြတယ်ဒါပေမဲ့အဲ့ဒီဘုန်းကြီးကအဲ့ဒီတပည့်တွေကိုဘယ်သူမှကြောင်းကြီးမလွဲခဲ့ပဲနဲ့ဘေးသက်ကြီးပြန်တော်မူသွားပြောဘာဖြစ်သွားတော့ဒီလိုပြန်တော်မူသွားပြီလို့ဆိုတော့ဘေးသက်ကြီးဘယ်သူမှမအပ်ခဲ့တဲ့ကြောင်းဆိုပြီးတော့အဲ့ဒီတိုက်ကနေပြီးတော့ဘေးသက်ကြီးတန်ခိကဖြစ်သောခတ်ပြီးသိမ့်ပြလိုက်တပည့်လေးတွေတောင်းမြင်လို့တဲ့ခွေးလေးတွေလိုဖြစ်သွားဒီတော့အဲ့ဒီဘုန်းကြီးပြန်တော်တော့ဘာလို့ကြံခဲ့တော့ဆိုတော့ကျောင်းကြီးနဲ့ကား3စီးအဲ့ဒီကား3စီးကနေစီတွေထုတ်ထားတဲ့စီပေပါ25ပေပါဖမ်းမဝိရုံငွေ300နဲ့သင်္ကန်းအစုံ1200နောက်ပြီးတော့တရားဝဲမှာဟိုအဒီကလှူကြတဲ့မုံဘုံတွေစုထားလိုက်တာသူလည်းမစားသူတပည့်တွေလည်းမကြွဧည့်သည်လည်းမပြီးရတဲ့မုံဘုံက250မုံမုံလေးဖောက်ကြည့်လိုက်တော့တဘုံမှစားလို့မရနောက်တစ်ခါတချို့သင်္ကန်းတွေကဒေသကြီးထုတ်လိုက်တာနဲ့ပဲရီးစုပ်သွားဒီတော့အဲ့ဒီဘုန်းကြီးမနေ့6နာရီလောက်ပြန်တော်မူ7နာရီလောက်ကျတော့ဦးဇင်းတို့တကယ်ချင်းဘုန်းကြီးကလမ်းဖုံးဆက်အဲ့ဒီဘုန်းကြီးပြန်တော်မူပြီးတို့ဇာဗနာကျောင်းသွားတူရမယ်ဒါပေမဲ့ခြေတဝင်းမင်းကိုကြိုတင်ပြီးတော့တို့တားရှင်နေငရဲကြီးရင်လည်းကြီးပါစေကွာဒီဘုန်းကြီးပြန်ကို9000တဲ့ဘိုးမလို့နဲ့ဘိုးလူရင်မင်းပါရဘေးတိုင်းမလူရဲဘူး9000ပဲလူရဲတာပါရခံမှာဆိုလို့နောက်တစ်ခါဘေးတိုင်းကုဓမ္မဂရိကချင်းချင်းလို့ဆိုတော့သင်္ချိုင်းထိလိုက်ဖို့တော့ရုပ်လောင်းတင်ထားတဲ့ကရဝေကြီးရရှိကအဲ့ဒီနောက်ကဦးဇင်းတို့ဓမ္မဂရိကရုပ်ကလတ်တင်ထားတဲ့အဲ့ဒီကရဝေဘော်ကကလေးမလေးတွေကလီတော်တကလေးတွေနဲ့လီတော်ရင်းနေဆိုကြတာကျေးဇူးရှင်ဆရာတော်ဘုရားနတ်ပြည်သို့ကြွားသွားနောက်ကဦးဇင်းတို့ဓမ္မဂရိကဝဲကဆိုတယ်ကျေးဇူးရှင်ဆရာတော်ဘုရားငရေပြည်သို့ကြွားမြန်ရှေ့ရဆိုတာမှန်တာလားနောက်ကဆိုတာမှန်တာလားအဲ့တော့သာသနာတော်မှာအသက်68နှစ်ပဲရှိနေပြီရလာတဲ့ဓမ္မပူဇာတရားဟောသက်တမ်းကလည်းကြာလာရလာတဲ့ဓမ္မပူဇာတွေကိုသာသနာတော်အတွက်ပရိဟိတအတွက်ဘာတစ်ခုမှမလုပ်ဘဲနဲ့သေးတဲ့ဒီလိုစုပြီးတော့မှဒီလိုကြီးထားခဲ့တဲ့ဘုံကြီးသေးတဲ့နတ်ပြည်ကြွမှာလားငရဲပြည်သွားမှာဒီတော့သေးတဲ့ကိုဘဝကိုစဉ်းစားကြနော်တို့များသိတဲ့အခါဘယ်လိုသိကြမလဲဘယ်လိုထားခဲ့မှာပေါ့ဒီတော့အလုံးစုံစင်းတို့ကမှာပေါင်းတော်ကောင်းနေအဲ့ဒီဆရာတော်ကိုကြည့်ပြီးတော့မှ
ဦးစင်းလည်းပဲပြိတ္တရဲ့သူ့အဖြစ်ပြက်လေးမြင်လိုက်လို့သာကိုယ်လည်းစိတ်ပြောင်းသွားဒီတော့ဒေသဇာဗနာခကြီးကပြန်လာညားကြတော့ဒေသရဲ့ဟောဒီအဲ့ဒီဘုန်းကြီးဇာဗနာကြည့်ပြီးတော့သီလူကျေတော်ဝဲမှာတညာလုံးအိတ်မပြောအိမ်ပြောတော့ဒေသရဲ့ဆုံးဖြတ်ချက်တခုချတယ်ပေါ့ငါလည်းအသက်43နဲ့ငါမှစီးကြိုသွေးကြိုသွေးတို့ငါလည်းပဲချင်းသေးမှမသိသူကအသက်68နဲ့ဒီလိုကြီးနဲ့ဘဝကိုနေကုန်းချုပ်တယ်ငါလည်းကြောင်းကြီးကံကြီးနဲ့ငါကောဘလို့နေလို့ဘလို့သေးမှာတော့ဘလို့လှုပ်ထားခဲ့မှာဒေသကိုဆရာဖြစ်သွားတယ်သူကြည့်ပြီးတော့အဲ့ဒါဦးဇင်းကတန်ခါရအခုတရင်ကျော်လာပြီးကျော်တရနေ့ကတန်ခါ60ကျော်ပင့်ပြီးအဲ့ဒီတန်ခါ60ကျော်ရှိမှာဦးဇင်းရဲ့မန္တလေးကကျောင်းတက်ကြီးသုံးတက်ကျောင်းကြီးနှလုံးအခြားခြားသောကျောင်းတွေပြည်ဘောကနဲ့ဆိုရင်ကာလတန်ကြီးနဲ့ဆိုရင်သိန်း2000လောက်တန်တဲ့ကျောင်းကြီးအဲ့ဒီကျောင်းကြီးကိုဒေသဦးဇင်းကစာချုပ်လုပ်ပြီးတော့မှဦးဇင်းအလွန်ကြည်ညိုတဲ့တောကဘုန်းကြီးတစ်ပါးသီလသမာဓိပညာနဲ့ပြည့်စုံတယ်ပရိဒတ်စိတ်ရှိတယ်အကျင့်သီလဖြူစင်အသက်50ကျော်အဲ့ဒီ50ကျော်ဘုန်းကြီးတစ်ပါးကိုဒေသဗราဏနာယကဖြစ်လွှဲအပ်ပြီးတော့မှခုဒေသကျောင်းကြီးကိုဦးဇင်းကလှူလိုက်ဒီတော့ဒေသခုဦးဇင်းမကွေးကိုလာတာမနစ်ကတီလူကျေတွင်ကျောင်းနိုင်ဘုန်းကြီးဖြစ်နေလာတာဒီနှစ်ကကျောင်းမရှိတော့ဘူးကိုယ်ပိုင်ကျောင်းမရှိတော့ဘူးခန်းနေဘဝနဲ့လာတာနော်တနာစရာမကောင်းဘူးလားရုပ်ကလည်းဆိုသည်ကျောင်းလည်းမရှိနော်အဲ့တော့ဒေသကြီးအဲ့ဒါဦးဇင်းကစာချုပ်ဖတ်ပြီးတော့စိတ်ထဲမှာဒေသကူလီတခါမှဒီလိုပီတိမျိုးမကြုံဘူးဘာဖြစ်လို့လို့ဆိုတော့ဦးဇင်းတို့တရားဟောလေးရတယ်ရလာတဲ့ဓမ္မပူဇာလေးတွေလှူတယ်စာတရားလေးတွေစာကြည့်တိုက်တွေစာပြတ်တောင်းနဲ့သိန်း100ကျော်တန်းလှူလိုက်ဟာ90တန်းလှူလိုက်တယ်အဲ့လိုလေးတွေပဲဒေသကြီးလှူရအခုတော့တဏီတဲ့ပြုံထဲမှာပဲသိန်း2000လှူသလိုဒေသစိတ်ထဲမှာခံစားမိနော်ဒေသဦးဇင်းကတက်ကြွနဲ့ကျောင်းစာချုပ်ကြီးဖတ်ပြီးတော့ဒေသပြောနေတော့ကိုယ်ကသာပျော်ပျော်ရွှင်ရွှင်နဲ့လူနေတာနောက်ကအမေကတရှုံရှုံနဲ့ငိုတာဒါနဲ့အမေနောက်ထည့်ကြည့်တယ်အမေတို့သားတူတဲ့ကုသိုလ်အမေလည်းအမေကုသိုလ်နဲ့အတူတူပဲအမေတကယ်ဆိုဝမ်းသာမှာသာရုပေါင်းဘာလို့ငိုတာလဲဆိုတော့သူကငိုရင်းနဲ့ပြောတယ်ဦးဇင်းကကိုမအသက်43နှစ်ရှိတယ်အကြောင်းကြီးလွှဲတယ်ဆိုတော့လူထွက်ပြီးမိမယူမှမသိတာလို့ပေါ့ဒါကြောင့်ဒီကနေ့ဦးဇင်းတို့ကမှာပေါင်းတော်ကောင်းတွေအားလုံးလေးသက်ရဲ့နေပြီးရင်ဘာဖြစ်ကြသိကြဟုတ်တယ်မလားနေပြီးရင်သိကြမှာမို့အားလုံးသောလေးသက်တွေလေးသက်မသိခင်ကလေးကလှူထားကြမသိခင်ကလေးကသိလို့ရှိရင်လည်းမဟုတ်သူတို့အကုန်လုံးယူကြမှာအားလုံးသောမိသားစုမိဘတွေကတို့ရှိသမျှပစ္စည်းတွေအားလုံးကိုဘေးသက်ရဲ့ပါဇက်ကတော့ထုံးမပြောနဲ့နော်ရှိသမျှပစ္စည်းအားလုံးကိုတို့အားလုံးတို့သားသမီးတွေကိုလှူပြီးသားလို့တွက်တယ်မဟုတ်လေသူတို့လူကြပါအဲ့တော့ကိုကလှူပြီးသားလို့တွက်တာတော့လူမဖြစ်ဘူးလားဒီတဲ့ဘေးသက်ပူကောင်းမဲ့ဆိုလို့ရှိရင်လင်မယားတယောက်အတူတူနေလို့ရှိရင်ဘေးသက်အတူနေတဲ့လင်မယားကတယောက်နဲ့တယောက်လှူထားကြငါအရင်ကောင်းကြီးငါလှူပြီးသားတခါကြီးရတယ်ပြောငါအရင်ဟာမာကြီးကိုငါလှူပြီးသားဘေးသက်အဲ့ဒီလိုတွက်ထားတော့ဒါကြောင့်သာသနာတော်မှာအဲ့ဒီလိုကုကျိုးမဖက်ဖဲနဲ့ပရိဒအကျိုးအတွက်စေတနာသက်သက်နဲ့ဘေးကဆုံးကျေလှူဒန်းတဲ့ကုသိုလ်တစ်ခုဉာဏ်မရှိတဲ့ပဂရိမျက်လုံးနဲ့ကြည့်လို့ရှိရင်ဘေးတဲ့ကံနဲ့လှူတဲ့တန်းနဲ့လို့ဆိုတာဒေသကြီးကုံသွားတယ်လို့ထင်စရာပဲပြောကုံသွားတယ်လို့ပါတော့ဒါပေမဲ့ကုံသွားတာလားရလာတာလားဗျာလှူလေလေတိုးလေလေလှူလေလေရလေလေနော်ဒါကြောင့်အလှကိုဘာနဲ့ဥမာပေးတော့ဆိုတော့လက်ရက်တွင်ကလေးလို့ပဲပူပြင်းချောက်သေးတဲ့အချိန်မှာဒေသရေဒီခန်းချောက်သွားတော့ သဲတောင်ဇက်တွေပေါ်လာ
အဲ့လိုသေးဆောင်ဇက်တွေပေါ်လာတော့အဲ့ဒီသေးကလေးကိုလက်ကလေးနဲ့ရဲထုတ်ပေါပြားလေးနဲ့တူပြီးတော့မှတုတ်ကလေးတွေရဲ့ပြန်လေးနဲ့ကပြီးတော့လက်ရက်တွင်လေးလောက်ကြဘာတွင်တော့ဒီတော့လက်ရက်တွင်လေးလိုလိုက်တဲ့အခါကျတော့ဒေသကြီးကိုယ်အိမ်ကရီဦးလေးနဲ့ကိုယ်လက်ရက်တွင်လေးမှာခြားရီွက်ကလေးနဲ့တစ်ခွက်ချင်းခတ်စင်ဆက်မပြတ်ခတ်တော့ခတ်တော့ခဏတော့ဒီရီတွင်တွေကရီခုံသွားတယ်လို့ထင်စရာပါပဲဒါပေမဲ့ကုံသွားတာလားရလာတာလားအဲ့ဒီရေကိုအိမ်ပို့ပြီးတော့နောက်တစ်ခေါက်ပြန်လာတော့အဲ့ဒီကုံသွားတဲ့ထင်တဲ့ရေတွင်းတွေကရေတွေကပြည့်လာခတ်လေလေပြည့်လေလေလှူလေလေတိုးလေလေလှူလေလေရလေလေအဲ့ဒီလက်ရွက်တင်းကလေးလိုပဲလို့ဒေသကြီးအဲ့ဒီလိုသဘောကျပြီးတော့လှူကြစမ်းပါနော်အဲ့လိုစေတစေနာတန်တန်နဲ့အထကိုယူမပါပဲနဲ့သူတော်ဘာကျိုးတွေပရာဟိတသက်နဲ့အဲ့လိုပေးကမ်းလှူတယ်လို့ဆိုစေစေနာတန်တန်နဲ့သာလှူတယ်ဆိုလို့ရှိရင်ဒေသကြီးအဲ့ဒီအလှူကကုံသွားတာမဟုတ်ဘူးတူးလာတယ်လို့ခုလှူရင်ခုရပြောဒေသကြီးပြန်ပြောပါဦးခုလှူရင်ခုရတယ်ပြန်ပြောဒီခုလို့ရင်ခုရတယ်ဆိုတဲ့စကားလေးကဦးစင်းရင်ထဲကနေပြီးတော့မကြာခင်ကမှပွင့်ဖပြီးတော့ထွက်လာတဲ့စကားလေးတစ်ခုမှတရင်ကျော်လာဇမိုင်းကဦးစင်းတို့မန်းလေးမှာရည်ကြီးတယ်လို့ဆိုတာကိုမကွေးပရိသတ်ကြီးကြားသလားဒီရည်ပြီးတော့ရောက်ကြတာတွေဦးစင်းကြောင်းဝင်းကျင်မှာပဲစီးရင်ကောက်လိုက်တော့လူပေါင်း2000ကိုရမတွေဒုက္ခရောက်တဲ့အခါကျတော့ဒီဘုန်းကြီးတွေပဲနေနိုင်မလဲမရှိလဲကြွေးရမယ်ရှိလဲကြွေးရမယ်ဒီလိုအသိစိတ်နဲ့ဦးစင်းကအဲ့ဒီလူပေါင်း2000အတွက်ထမင်းတို့2000လုပ်ပြီးတော့ကာယကံမေတ္တာလည်းဖြစ်အောင်ဆိုပြီးတော့အဲ့ဒီလူပေါင်း2000ကိုကျောင်းထဲမှာခေါ်ပြီးတော့ထမင်းတို့2000ဝေးတာဒီသူတို့စင်းရလူပေါင်း2000ဆိုလို့ကိုလည်းထမင်းတို့2000လုပ်တာဒါပေမဲ့လာလိုက်ကြတဲ့သူတွေကလူတို့ပြိဿကြီးကဘယ်လောက်ရှိတော့ဆိုတော့2500လောက်ရှိထမင်းတို့တွေဝင်းနဲ့ထုတ်100လောက်ပဲရှိတော့တယ်နောက်ကလူတို့ကြည့်လိုက်တော့600လောက်ကျန်ပြီဟာငါပြန်ချစ်ဖို့လည်းမလဲဘယ်လိုများလုပ်ရပါမလဲလို့စိတ်ထဲမှာသောကဖြစ်နေတော့မြကြီးနာကပန်းချပြီးကလားတွေအဲ့ဒါဘုရားဘာသာမဟုတ်စင်းနဲ့လည်းတခါမှသိဘူးချင်းမရှိဘဲနဲ့ဆက်သွယ်မှုလည်းမရှိဘဲနဲ့ကာယီစင်းနဲ့ကြောင်းနဲ့ဝင်လာပြီးတော့မှသူတို့ကားပေါ်ကနေထမင်းတို့ထုတ်900ချပြီးတော့ဇင်းနဲ့တူရောနှောလို့ဝေခပါဒီတဲ့လာသမျှလူတွေအကုန်လုံးထမင်းတို့တွေကိုစီရသွားကြတယ်နော်ထမင်းတို့တွေကိုစီရသွားကြဒီတော့ဒီတဲ့ခုလူတော့ဘာဖြစ်တော့ကိုကျိုးမပါပဲနဲ့သူတော်ဘာကျိုးအတွက်စေနာတန်တန်နဲ့လှုပ်တဲ့အလုပ်ဟာဒီတဲ့မအောင်မြင်ဘူးလားခုလူတော့ခုရနောက်တော့ဒီလိုက်ခုလိုတော့ခုရတယ်လို့တညနေကြွေးပြီးပြန်တော့လူတွေကရေပေါင်းမြောင်များစွာဒုက္ခရောက်ကြတာဆိုတော့နောက်ရက်တွေဆက်ပြီးတော့ဦးဇင်းကြွေးခြင်းတော့ကိုယ်စလိုဆောင်ဖွင့်ကြည့်လိုက်တော့ဆန်အေးလေးက4အိပ်ပဲကျန်တော့ဟာဒုက္ခပဲငါဘလို့ရှားပါဘသူသွားလူခံပါနောက်နေ့ကျတော့ပြည်သားဦးဇင်းမေထီလာတရားဝဲရှိတော့ခလိုင်းဆိုရင်မေထီလာတရားဝဲကညနေ4နာရီလောက်ကျမှသွားတာအဲ့ဒီကတော့ကိုကြံတဲ့ကိုဆိုတော့မနေ့စောကြီးထ6နာရီလောက်ပဲကားပေါ်တက်ပြီးတော့ဒေသရဲ့မေရီလာခီးဆက်တာလက်ထက်မှာလည်းပတိလေးကင်တာတလန်းလုံးပတိစိတ်သွားတာအဲ့တော့ဦးဇင်းစိတ်တဲ့ပတိအရဟံလည်းမဟုတ်ဘူးသမ္မာသမ္ဗုဒ္ဓလည်းမဟုတ်သုက္ကတလည်းမဟုတ်တန်ဗုဒ္ဓေကာရလည်းမဟုတ်ဘူးပထမတစ်ပတ်စိတ်တဲ့ဆံများရပါစေဒုတိယတစ်ပတ်စိတ်တဲ့စီများရပါစေငရုတ်သီးရပါစေကြက်သွန်ရပါစေဒီတော့ပရိသတ်ကုလိုကျင်နာဒီပရိထိုင်စိတ်သွားလိုက်တာမိဋ္ဌိလာရောင်မန်းမသိရောက်ပရိသတ်ဦးစင်းဘဝတစ်သက်တာမှာဦးစင်းတရားမတွေကိုဘာလိုပါတယ်လို့ဘယ်တော့မှအလိုမခံဘူးကြောင်းဆောက်ပေးပါလို့ဘယ်တော့မှမပြောဘူးဘာလို့ဆိုလူတွေဆိုတာရှိမှန်းမသိရှိမရှိမှန်းသိကိုယ်လိုက်မသိဖြစ်မှာဆိုလို့အဲ့လိုလူမခံခဲ့ဘူးပေမဲ့ခုပရိသတ်တကယ်သောကတွေ့ပြီဆိုတော့ကိုမျက်နှာရှင်းမရှိတဲ့မျက်နှာဖြစ်သွားမိလာရောက်တော့ဘယ်ရင်ကားမောင်းသွားတော့ဆိုတော့ကုံစိမ့်တန်း
ကုန်စည်တန်းနဲ့မောင်းတော့ဈေးတွေထွက်ကြည့်ကြထွက်ကြည့်တော့ပြည်သားဦးဇင်းကားပေါ်နေပေါ်ပြောတာအကြောင်းပဲလာတာမဟုတ်ဘူးမန်းလေးမှာရေဘေးဒုက္ခတွေချက်ကျွေးနေလို့ခင်ဗျားတို့ဘူးသီးလူနိုင်နေခရမ်းသီးလူနိုင်နေမုံလာတို့လူနိုင်နေမုံလာဘွဲ့လူနိုင်နေခရမ်းညင်သီးလူနိုင်နေချင်းမောင်ရွဲကစပြီးတော့အကုန်ယူတယ်အလူခံလိုက်တော့လေဦးဇင်းကားပေါ်မှာပြစ်တင်ပြီးတော့လူကြတာပြည်သားကားတစ်စီးအပြည့်အဲ့တော့ညာကြတော့တရားဟောတဲ့ကတကယ်ဆိုရင်ဓမ္မဂရိကကားကပရိသတ်ရဲ့နောက်ရှားမှာကားရက်ကိုကျန်တဲ့ကိုဆိုတော့ဝူဒီခန်းသီးတွေတင်းလာတယ်ကိုကားကိုလေပလင်ဘေးနာတိမောင်းလာပြီးတော့မှပရိသတ်ဘက်ကိုအဲ့ဒီကားဖင်ထိုးပြပလင်မောနေပြီးတော့လက်ညှိုးထိုးပြဟိုမှာတွေ့လားဦးစင်းကားပေါ်မှာဝူဒီခန်းသီးတွေခွဲသီးတွေမုံလာတို့မုံလာဥတွေတွေ့သလားတွေ့တယ်ဗျာအဲ့ဒါဘာလို့ဘုမနေလို့မန်းလေးရဲ့ရေဘေးဒုက္ခတွေချက်ကျွေးမလို့အဲ့တော့ရီလုံပြုတ်ကျွေးရင်ဒုက္ခတွေဖြစ်ပြီမဲ့စားမှာမဟုတ်ခမည်းတော်လည်းစားမှာမဟုတ်အဲ့ဒါချက်ဖို့အတွက်ကျုပ်စီလည်းမရှိဘူးမြုပ်သေးလည်းမရှိဘူးကျက်သွန်လည်းမရှိဘူးဟင်းကြုံမုံလည်းမရှိဘူးဆိုတော့အဲ့တရားဝဲတဲ့တကားတွေဟာတပည့်တို့ဘယ်လောက်လူမဲ့ဖျားနဲ့စူးညံသွားဒါနဲ့ဆက်ပြီးတော့ပြောတာဟုတ်ပြီဝမ်းသာလိုက်တာခင်ဗျားတို့စီရီငရုတ်ကျက်တင်တွေလူလို့မို့ဟောဒီဘူးဒီခန်းသီးတွေကတော့ဟင်းတစ်ခွက်တော့ဖြစ်တော့တယ်ဒါပေမဲ့ဟင်းကြီးစားလို့ရတာမှမဟုတ်တာထမင်းနဲ့စားတာကျုပ်ဆမ်းမရှိဘူးဟာတပည့်တို့ကဆမ်းမနဲ့အိလူမဲ့ဖျားဒီတဲ့ဘာလို့ကြတာတော့အလှလိုက်ကြဒီတဲ့အလှမခံခဲ့ဘူးအလှခံမဲ့အလှခံတော့လည်းပဲတော်တဲ့ကျေတဝင့်တော့တော်တဲ့ကျေတဝင့်အဲ့ဒါကိုမကွေးကရုဏာသင်္ကန်းမသိကြဘူးဓမ္မဂရိကကျောင်းဆောင်တွေတနေ့ကိုဦးဇင်းကိုလေအဲ့ဒီလိုလှခံက10သိန်းလောက်ပေးမယ်ဆိုဦးဇင်းကဒီမှာရက်တရာလောက်လာလှခံပေးမှာနော်ဒါကြောင့်ဒီတဲ့အဲ့ဒီမှာအလားတုံးကပရိစိတ်လာတဲ့ကျေတဝင်းအပြန်ကြတော့လှူဝယ်ပစ္စည်းတွေနဲ့သူတို့ကညာတွင်းချင်းလိုက်ဖို့လိုက်ထွက်ကားနှစ်စီးပြည့်ဒီတဲ့အပြန်ကြတော့လှူဝယ်တွေများစွာရံပြီးတော့ပြန်တော့ပျော်လိုက်တာများမပြောနေတော့ဘလို့ပျော်မှမသိဘူးအလားတုံးကစိတ်ကြတဲ့ပရိရဲ့လည်းဘယ်ကြနေမှမသိနော်ဒီတဲ့ကိုလိုချင်တာရပြီဆိုပရိစိတ်ဖို့ပါမေ့သွားတယ်ဒီတော့ဒေသအဲ့ဒီရေဘေးဒုက္ခရောက်ကြတဲ့ပုဂ္ဂိုလ်တွေကိုဒေသရေပေါင်းမြောင်များစွာဥစဉ်ကျွေးမွေးနိုင်ပြီးတော့မှနောက်ဆုံးအဲ့ဒီရေကျသွားလို့သူတို့ရင်သူတို့ပြန်တော့လူတယောက်ကိုနိုးစီဘူး9လုံးစီဆန်နေဝေလိုက်နိုင်ဒေသရေခုလိုတော့ဘာဖြစ်တော့ခုရပြောပါဦးခုလိုတော့ခုရအဲ့ဒါဘာလဲမေးရင်ပရာဟိတာကိုကျိုးမပါတဲ့ဒေသသူတော်ဘာကျိုးတွေလှုပ်တဲ့လှုပ်ဟာဒေသရေဘာမစိုးအောင်မြင်နေပေါ့နောက်ကသတင်းကြိုလာပြီးကြို9ရက်10ရက်17ရက်3ညဇင်းတို့ရှမ်းပြည်ခြေပိုင်းကျိုင်းတုံမြို့မှာတရားဟော3ညတရားဟောတာဒေသသူတို့ကဓမ္မပူဇာဆိုတာဦးဇင်းကိုဓမ္မပူဇာ340နောက်ကကပ္ပိယကအဲ့340ထုတ်ယူပြီးတော့ဦးဇင်းတို့တရားဝဲပြီးတော့ပြန်လာတော့မန္တလေးလေရောက်တော့ဦးဇင်းပရိဒအလုပ်တွေမှာအကျိုးဆောင်တဲ့တကား2ယောက်ကရန်သင်းဆောင်အဲ့ဒီဓမ္မပူဇာ340ထုတ်ဦးဇင်းကြီးတော့မကြည့်ဘူးကဲတကားလေးယူသွားတော့စာတကြောင်ပြီးသက်တော့တကွန်တန်ကြီးအပြီးသက်လိုက်တော့ဒေသဦးဇင်း340တကားလေးလူလိုက်တော့အဲ့ဒီအထုတ်ယူပြီးတော့အဲ့ဒီတကား2ယောက်ကကားပေါ်တက်ကားမထွက်သေးခင်မှာပဲမန္တလေးမန်းပြတော်ပေါက်စီပန်းရှင်တကားဦးအောင်မြင်အဲ့ဒါဒေသဦးဇင်းစီဖုံးဆက်တာဦးဇင်းရဲ့ပရိဒလုပ်ငန်းတွေမှာသူကတောရွာရေတွင်းတူးတာတွေကိုသဘောကျတယ်အဲ့ဒါဦးဇင်းရဲ့ပရိဒလုပ်ငန်းတွေတောရွာရေတွင်းတူးတာတွေသဘောကျလို့ဆိုပြီးတော့သူကရေတွင်းတူးလူတာအဲ့ဒီအကြောင်းလေးပြီးတော့ဦးဇင်းနဲ့တူးလက်စရေတွင်းရေထွက်ပြီလားပြီဘယ်လောက်ရပြီလဲဦးဇင်းပြောပြထွက်ပြီတကားကြီးရေတွင်းကောင်းတယ်ဒါနဲ့သူကဆက်ပြောတာနောက်ထပ်ကိုတွင်မတူးခြင်းဘူးလားဟာတခါကြီးကျုပ်ကလူကပုဂ္ဂိုလ်ခင်ဗျားလူဝေးပုဂ္ဂိုလ်မတူးခြင်းပဲရှိပါမလားဗျာကျုပ်မပြောရဲလို့နောက်ထပ်ရွာတွေအများကြီးရှိတယ်ဒါဆိုရင်နောက်ထပ်တွင်ဆက်တူပါဒေသရေတွင်ကို300လောက်ကြာဒါနဲ့ကုလကဆိုတော့ဦးဇင်းကလည်းသူ့ဝမ်းသာအောင်ဆိုပြောပြတယ်ခါကြီးကျုပ်လည်းခုမှကျိုင်းတုံကပြန်လာတာ340ရခဲ့တယ်အဲ့ဒါကိုခုချက်ချင်းစာတကြောင်ပြီးသက်ဖို့ကျုပ်လှူလိုက်သူကပြန်ပြောတယ်ဇင်းပြီးမတတ်နဲ့လေတဲ့တခါကြီးပဲပြီးသက်လိုက်မယ်ဟာတခါကြီးလူပြီးသားကျုပ်ကတော့မှပြန်မယူနောက်ကသူကဘာဆက်ပြောလို့ဆိုတော့နောက်ထပ်
ဆောက်လက်စကြောင့်မရှိသေးလားဆိုတော့နောက်တရွာကတော့တခါကြီးလို့ကျုပ်အုံမြစ်ပဲရှိသေးတယ်အဲ့ဒါတခါကြီးအပိသက်အဲ့ဒီပိသက်မဲ့ရွာကျောင်းကသိန်း180လောက်ကုန်ပါနောက်ထပ်တူမဲ့ရေတွင်ကသိန်း100လောက်ကုန်ပါနှစ်ခုပေါင်းတော့ဘယ်လောက်တော့သူတော်ဘာကျိုးအတွက်ဓမ္မပူဇာသိန်း40တူလိုက်တာ3မိနစ်အတွင်းမှာအဲ့ဒီလှူတဲ့အလှူရှင်ဂျေတဝက်ထံကိုသိန်း280ပြောင်းဝင်အဲ့ဒါ290ကကိုဦးဇင်းတွေ့လားအများကျိုးတွေ့လားဒါကြောင့်ဒီတဲ့ဦးဇင်းတို့အလုပ်တွေလုပ်ရင်းနဲ့ပူပြီးတော့ယုံကြည်ချက်တွေရှိလာတယ်ခုလှူတော့ဘာဖြစ်တာတော့ခုရမကောင်းဘူးလားဗျာဒါကြောင့်ဘုရားမြတ်စွာကအဲ့ဒီလိုကူကျိုးမပါဘဲနဲ့ပရာဟိတအကျိုးအတွက်လုပ်ရင်ဒီတဲ့အဲ့ဒါဘုရားကြိုက်တဲ့လို့ဆိုလိုက်လူဘုံဘဝရလာကြခဏအသက်ရှိညီသူကြိုက်ကြမကြိုက်ကြဘုရားကြိုက်အောင်ဤဘုရားကြိုက်မှကိုဘဝမုတ်ချစဉ်ပြေနေကောင်းတီကောင်းနောင်လေးကောင်းအကောင်းစင်ငါဝေဘဝဘောကနိဗ္ဗာန်ရကြအကျိုးတွေဒီတကြီးအကျိုးမများဘူးလားတရားရင်ဦးဇင်းတို့ကမှဘောင်တော်ကောင်းနေမြတ်စွာဘုရားဣဒသမာကြီးဖြစ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဖရာသာသနာမှာသူတော်ဘာကျူးလူလာတဲ့စိတ်နဲ့ပရာဟိတစိတ်နဲ့သာသနာပေးကဲစွန့်ကြဲလူတိုင်းရင်ဖရာကြိုက်တဲ့အလုပ်ဖရာကြိုက်တဲ့အလုပ်ကိုလုပ်လို့ရှိရင်အများကြီးလူစရာမလိုပဲနဲ့နည်းနည်းလူပေးမယ်ဖရာကြိုက်အောင်လူရင်အဲ့ဒီပုဂ္ဂိုလ်တွေအကျိုးဖြစ်လိမ့်မယ်ဖရာမကြိုက်ပဲနဲ့မလူရတဲ့အတွက်ကြောင့်အများကြိုက်ဖြစ်သွားလို့ရှိရင်ဘဝတန်တရားဝုဒုက္ခစစ်ရကြီးကိုပဲလေစီလိမ့်မယ်ဒါကြောင့်ဘုရားမကြိုက်ပဲနဲ့အများကြိုက်ဖြစ်မှာဆိုလို့ဆိုပြီးတော့ဘုရားမြတ်စွာကဒေသရဲ့အလှူ3မျိုးပြောပြတယ်ဗျအလှူဘယ်နှမျိုးပါဠိလိုပြောရင်ဟိနအလှူမေဇိမအလှူပဏိတအလှူဘယ်နှမျိုးအဲ့ဒီပါဠိလိုဒေသရဲ့အဲ့ဒီအလှူ3မျိုးကိုမြန်မာလိုပြောမယ်ဆိုရင်အဉ္ဇံအလှူရဲ့အလတ်စားအလှူရဲ့အမြတ်စားအလှူရဲ့အဉ္ဇံရဲ့အလတ်စားရဲ့အမြတ်စားရဲ့ပြန်ပြောပါဦးဘယ်နှမျိုးအဲ့တော့ဒီသာရီအဉ္ဇစားလက်စားမြတ်စားဆိုတဲ့အလှ3မျိုးမှာဘုရားကြိုက်တဲ့အလှဆိုတာကတစ်မျိုးတည်းပဲရှိတယ်တဲ့အဲ့ဒါကအမြတ်စားအလှဘုရားကြိုက်တာကဘုရားမကြိုက်ပဲနဲ့အများကြိုက်တဲ့အလှလို့ဆိုတာကအဉ္ဇစားအလှနဲ့အလတ်စားအလှဉ္ဇစားနဲ့အလတ်စားဒါဆိုဘုရားမကြိုက်ပဲနဲ့ဘာကြောင့်များကြိုက်တာတော့ဆိုရင်ပရိသတ်ရဲ့ဉာဏ်စားလူရဲ့အဓိပ္ပာယ်ကိုဆိုကြည်စမ်းမှာပေါ်လွင်ထင်ရှားရလိုအားဖြင့်ပြုရှားလေညာကုသိုလ်ကမတအညံ့စာပေါ်လွင်ထင်ရှားရလိုအားဖြင့်ပြုရှားလေညာကုသိုလ်ကမတအညံ့စာဒီတဲ့ချုပ်ပုဂ္ဂိုလ်များဘုရားသာသနာမှာကုသိုလ်တော်ပြုတဲ့သို့တော်လည်းပဲပြည့်တဲ့ပေါ်လွင်ခြင်းလို့ထင်ရှားခြင်းလို့ကြော်ကြားခြင်းလို့ပေါ်လွင်တဲ့ပုဂ္ဂိုလ်မှာလူတယ်တဲ့ပေါ်လွင်တဲ့ပုဂ္ဂိုလ်လူလို့ရှင်ဒိုးလည်းပေါ်လွင်မှာပဲကြော်ကြားတဲ့ပုဂ္ဂိုလ်လူရင်ဒိုးလည်းကြော်ကြားမှာပဲထင်ရှားတဲ့နာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေလည်းဒိုလည်းနာမည်ကြီးမှာပဲဒါကြောင့်ဘောလွင်မှုရိချမှုကြိုးကြမ်းမှုအကြောင်းပြုပြီးတော့မှဘုရားသာသနာလှူတယ်ဆိုရင်ပြည်သက်ရေဘလောက်လှူလို့အကျိုးရပါမလားဘာလှူတော့အဉ္ဇစာနောက်တစ်ခါပြည်သက်ရေအဉ္ဇစာလှူတယ်မှာပဲရန်သူမှုနဲ့လှူတယ်ဘာမှုတော့
ဒီတဲ့တချို့များလှူကြတာကလေအလှူမဟုတ်တော့ပဲနဲ့စီးပွားရှာတယ်လို့ဖြစ်သွားတယ်အမျက်လူခြင်းလို့အရင်ထုတ်တာဖြစ်သွားတယ်ဟုတ်တယ်မလားမန္တလေးမှာရေဘေးဒုက္ခတွေကိုကြီးနေတော့ကမန္တလေးကတတိဒကမတို့ကဥစဉ်စီဖုံးဆက်တယ်ဥစဉ်နဲ့နေကောင်းလာဒကမကြီးနေကောင်းပါလေဘာတွေလုပ်နေလဲဆိုတော့ရေဘေးဒုက္ခကိုကြီးတဲ့ကုသိုလ်တွေကိုဥစဉ်လုပ်နေတာအဲ့လိုလဲပြည်သားကြီးပြောလိုက်ပေါ့သူကဘာပြန်ပြောတော့ဆိုတော့ဩတဲ့တပည့်တော်လည်းလှူပြီးပြီလှူပြီးဆိုတော့ဥစဉ်ပြန်မေးတယ်ဘယ်ရက်ွက်ဘယ်နေရာသွားပြီးတော့ဘာတွေလှူတာတော့ဆိုတော့ဟင်းတဲ့အဲ့ဒီလိုဟုတ်ပါဘူးတဲ့တပည့်တော်ကဟွာကြီးတို့နဲ့ပေါင်းလို့တာဘာကြီးတို့နဲ့ဟွာကြီးတို့နဲ့ပြောဘာကြီးတို့နဲ့ဒီတဲ့အဲ့စကားကြတော့ဦးဇင်းကစိတ်တူသွားတယ်နေစမ်းမောင်ဟွာကြီးတို့နဲ့ခင်ဗျာပေါင်းလို့အောင်ခြီရီလက်တွေပြန့်လာတာဆိုဦးဇင်းအဲ့လိုမပြောနဲ့ဆိုဘုံကွက်ဆိုချသွားတာဒီနေ့ဒီဘုံမဆက်တော့ဘာကြီးတို့နဲ့ပေါင်းလို့တာအဟွာကြီးတို့နဲ့အဟွာကြီးဆိုတာသိလားဟောသိပြီးတာပါပဲဒီတဲ့အဟွာလောက်ပဲပြောမှဖြစ်မှာအဟွာကလည်းပြီးသွားတာသိမကြသေးဘူးဩအဟွာပြီးသွားတာလေအဟွာနဲ့လို့တာနောက်ဆုံးတော့လေပြီးသွားတယ်အဟွာပါပဲဒီတဲ့ဘာပြောပါအဟွာလို့ပြောတာဒီတဲ့ဘာပြောတာတော့အဟွာပဲပြောတာပါဘာမှမပြောပါဘူးဟောဒါကြောင့်ဒီတဲ့အဲ့ဒီလိုရလို့မှုနဲ့လူတာဒီအဟွာကြီးတို့နဲ့ပေါင်းလို့ရှိရင်ယဉ်နေမှုရတဲ့အခါတို့လူတဲ့လူရှင်ပဲအသိမှတ်ပြုပြီးတော့သူစီကတို့စည်းဝါးတည်းအတွက်လုတ်ွက်တွေအများကြီးရဒီတဲ့ဒါဆိုလို့ရှိရင်လူတော်မှမဟုတ်ပဲနဲ့အမျက်လူခြင်းလို့ဘာထုတ်တာတော့အရင်ထုတ်တာပြောပါအောင်အမျက်လူခြင်းလို့ဘာလုပ်တာတော့အဲ့လိုအမျက်ကိုလူခြင်းလို့အရင်ထုတ်တဲ့လူမျိုးကဒီတဲ့အလှမမဟုတ်တာစီးပွားရှာတာပဲနော်ဒါဆိုရင်ဘလောက်လူအကျိုးရပါမလားပြောရပါမလားဒီတဲ့အဲ့လိုလူမျိုးကိုဘာလူလို့ခေါ်တာတော့ဆိုရင်ဉာဏ်စားအလှပြောကြည့်ဆိုလိုက်ပေါ်လွင်ထင်ရှားရလို့အဖြစ်ပြုရှာလေးညာကုသိုလ်ကမတ္တအဉ္ဇာပေါ်လွင်ထင်ရှားရလို့အဖြစ်ပြုရှာလေးညာကုသိုလ်ကမတ္တအဉ္ဇာဘာကုသိုလ်ဒီတဲ့အဲ့ဒီအဉ္ဇာကုသိုလ်ကိုဖျားမကြိုက်ဘူးတဲ့အများကြိုက်တယ်ဘယ်သူကြိုက်နောက်တစ်ခါပြည်သားဖျားမကြိုက်ဘဲနဲ့အများကြိုက်တယ်နောက်တစ်ကုသိုလ်တစ်မျိုးကအလတ်စားကုသိုလ်ပြောကြည့်ဆိုလိုက်လောကီချမ်းသာမြို့ကိုယ်ကဖြင့်ပြုရှာလေးညာကုသိုလ်ကမတ္တအလတ်စာဘာကုသိုလ်ဆိုလိုက်လောကီချမ်းသာမြို့ကိုယ်ကဖြင့်ပြုရှာလေးညာကုသိုလ်ကမတ္တအလတ်စာဘာကုသိုလ်ဒီတော်ဗျာသာသနာမှာကောင်းမှုပြုတယ်ကောင်းမှုပြုပြီးတော့မှဘဝချမ်းသာတဲ့ဘဝကိုပြန်ပြီးတော့လိုချင်လို့အဲ့ဒီကောင်းမှုတွေကိုဒီတဲ့ဘဝကိုပြန်ပြီးတော့ဆူတောင်းနေတဲ့ဘဝဆိုကလေးကလေးတဲ့ကြီးအိုနာတိလွတ်သလားအဲ့ဒါအလတ်စားကုသိုလ်တဲ့နော်တရားချမ်းသာတဲ့ဘဝကိုပြန်ပြီးတော့ဆူတောင်းနေဆိုတဲ့အလောကပြည်သားရဲ့ဖရာမကြိုက်ပေမဲ့ဘယ်သူကြိုက်တော့အမေအများကြိုက်တဲ့အထဲမှာဦးစင်းအမေလည်းပါတယ်ပြည်သားရဲ့အမေရဲ့အကြောင်းမှာဦးစင်းနဲ့တူနေတာအခုမကွေးတရားဝဲလာကနေအမေနဲ့ရံဖြစ်ပြီးတော့ထွက်လာအဲ့တော့နောက်တစ်ခါပြည်သားရဲ့အမေအခန်းထဲကနေပြီးတော့ဦးဇင်းကတချင်းလေးဆိုပြီးတော့ထွက်လာတော့သူသွေးတက်နေပုံရတယ်ဒီတော့ပြည်သားရဲ့ဦးဇင်းကအမေကို
သူအခန်းကိုအေယာကွန်ဝယ်ပြီးတော့တက်ပေးတာအေယာကွန်ဆရာကြီးနဲ့ဝယ်လာပြီးတော့မှတက်ပေးတော့သူကဂရင်မောင်မောင်ကိုထုတ်ထိုင်တယ်ဦးဇင်းအမေကိုနောက်တဲ့သဘောပါအမေလို့ဒီမှာနွေရာသီကြလို့ရှိရင်အေးအောင်လို့ဆိုပြီးတော့ခုကလေးအေယာကွန်တက်ပေးထားတာလို့ဒီတော့ဒီကအမေကိုကျိုးကအေယာကွန်မဲ့တက်ပေးမှလို့ရေခဲတစ်တာဝယ်မပေးဘူးအမေကျုပ်ပြေးစုံမထားဘူးမပြေးမစုံမထားဘူးဒီတော့အမေကဦးစင်းပြန်ပြောတယ်ဘာဖြစ်လို့မပြေးမစုံထားတာလဲဆိုတော့အမေကဒီသားကျေတဝင်းကိုမွေးထားတာလေခင်ဗျာပြေးပြေးစုံစုံမွေးထားတာမဟုတ်ဘူးကျုပ်မပြေးမစုံမွေးထားအမေကိုကျေးဇူးတင်တယ်အတန်ကောင်းတဲ့သားလေးမွေးထားလို့အမေကိုကျေးဇူးတင်တယ်ဒါပေမဲ့ကျုပ်အဲ့အတန်ကောင်းတဲ့သားမွေးကျေးဇူးတင်ပြီးတော့မှခုအေယာကွန်တက်ပေးတာရေခဲတစ်တာဝယ်မပေးတာကရုပ်ဆိုးတဲ့သားကြီးမွေးထားတယ်အဲ့တော့မိရလည်းပဲပြည်သက်ဘာပြန်ပြောလို့ဆိုတော့အမလီရေခဲတစ်တာလည်းမလို့ချင်မောင်းပါသားရဲ့မက်လည်းမမက်ပါအမေရဲ့ကျင့်တတ်တယ်အတန်ကောင်းတဲ့သားမွေးထားတာဓမ္မဂရိကဖြစ်ပြီးရုပ်ဆိုးတဲ့သားမအတန်ကောင်းပေမဲ့ရုပ်ဆိုးတာကိုအမေကမွေးထားတဲ့အတွက်ကြောင့်အမေမှအပြစ်မတင်နဲ့အမေရလည်းပဲကိုကိုကျင့်တတ်ဘာလို့လဲဆိုတော့အတန်လည်းကောင်းမယ်ငါသားကရုပ်ကလေးကလည်းသနာကမှလှပမယ်ဆိုရင်မလီအမေသွေးတရရဲ့ဟိုသတင်းကြဒီသတင်းကြနဲ့အမေသွေးတရရဲ့စိတ်မချရတာနဲ့အမေသွေးတရရဲ့ဒီတဲ့သူကဒီလောက်စိတ်မချနေမှာထူအောင်ဆိုပြီးတော့ဦးဇင်းအဲ့ဒီခန်းထဲမှာသချင်းလေးဆိုပြီးတော့ထွက်သွားတာသူမျက်နှာပြက်ကြမ်း။အိုးမေရင်လေးကချစ်တဲ့သူရဲ့ဒီတဲ့ဒီစကားလေးဆိုပြီးတော့မှထွက်ချလာခဲ့တာသွေးတက်ကြမ်းရတာနောက်တစ်ခါဒီတဲ့အမေနဲ့ဦးဇင်းနဲ့ကယောဂချင်းကလည်းသိပ်တူတာဦးဇင်းကလည်းစီးကြိုသွေးကြိုသွေးတော့သူကလည်းပဲစီးကြိုသွေးကြိုသွေးတော့အစားမရှောင်လို့သားမီးနှစ်ယောက်ကတစ်ချက်ချက်ရံဖြစ်ရတယ်ဦးဇင်းကလည်းခက်တယ်ပြည်တဲ့ကျန်တာကြီးရှောင်နိုင်တယ်ဝက်သားမြင်လို့ရှိရင်မစားပဲမနေနိုင်ဒီတော့ပြည်တဲ့ဝက်သားစားပြီးပြီဆိုရင်သွေးတက်ပြီဆိုရင်စီကံသွားဦးဇင်းကတလားတစ်ချိန်လောက်သွားအဲ့တော့သူကပြောတယ်ငါသားအမေပြောတဲ့စကားနားမထောင်ဒီလိုနားမထောင်အမေရဲ့ရွာပြန်မှာကိုကတလားတစ်ချိန်လောက်ပဲသွေးတက်လို့စီကံသွားသူကတပတ်တစ်ခါသွားရအဲ့တော့သူကြဘာစားတော့ဆိုတခါလာလဲကျင်းဟာတီကျက်တခါလာလဲငပိရေကျိုးဒါနဲ့ဦးဇင်းပြောတယ်မေတို့ကြောဝက်သားစားသွေးတက်စီကံသွားတာတန်နေဗျခမရကျင်းဟာတီကျက်စားပြီးတော့စီကံသွားမတန်ဘူးလို့အဲ့တော့မေပြောတယ်အမေဒီလိုလာမပြောနဲ့အမေဘာမေဘာစားတယ်ခုချက်ချင်းသေသွားသေမမေမကြောက်တာဟောရအမေသေမကြောက်ဘူးလားမကြောက်ဘူးတဲ့ဘာဖြစ်လို့တော့တဝေစီရိယလေးဌာနရောက်ပြီးတဲ့ပုဂ္ဂိုလ်ကအပေတကားပိတ်တယ်လို့ပြောတယ်လေတဲ့ကိုယ်တဝေစီရိယလေးဌာနလည်းရောက်ပြီးဒီလူကျေတဝင်းမေတော်ဖြစ်လေခံယူပြီးအခုချက်ချင်းဒီခုနတ်သားဖြစ်ဒီတိုင်းသူနတ်သားဖြစ်ခြင်းဒါကြောင့်မေရသိကြဖို့အဲ့ဒါနတ်သားဖြစ်မှာမဟုတ်ခုချက်ချင်းသိသွားလဲအေးတာပဲတဲ့သိကျင်တာဒါနဲ့ဦးဇင်းပြောတယ်မေးလို့နောက်ထပ်9နှစ်လောက်မနေကျင်တော့ဘူးဘာလို့9နှစ်လောက်နေရမှာဟိုနောက်ထပ်9နှစ်လောက်နေလို့ရှိရင်ရွေးကောက်ပွဲလုံးမှာလို့အဲ့တော့ဒီတဲ့သူကပြောတယ်အမလီသူကသူရွေးကောက်ကိုနဲ့ပါဆိုင်တော့စိတ်ဝင်စားဘူးတဲ့အဲ့ဒါတွေလည်းမမျိုးလင်းစိတ်ဝင်စားဘူးတဲ့ခုပဲသိကျင်တာဒီတော့ပြည်သားဒါနဲ့ပဲသာမီးနှစ်ယောက်တူတူလေးပါသူခန်းနဲ့ပြောတယ်ဒါဆိုရင်မေးလို့နောက်9နှစ်မှမနေခြင်းလို့ရှိရင်ခုသိခြင်းနဲ့ဆိုရင်တော့မေးလို့ကြိုတင်မဲတော့ပြီးသွားအောင်လို့ပြည်သားကြီးကိုမေကိုတောင်းတာဘာဖြစ်တော့မဲသူများတောင်းတာမှမဟုတ်တာဒါကြောင့်ပြည်သားကြီးအဲ့ဒီလိုဘဝကိုပြန်ပြီးတော့မှကောင်းမှုပြုတောင်းစုဆိုတဲ့ဆုတောင်းမျိုးကောင်းမှုပြုတောင်းစုဆိုတာအဲ့လိုဘဝကိုပြန်ပြီးတော့တောင်းတပြီးတော့မှချမ်းသာတဲ့ဘဝကိုဆူတောင်းပြီးတော့မှကောင်းမှုပြုတာအဲ့ဒါအလတ်စားကုသိုလ်တဲ့ပြောကြည့်သိသက်ကြည်ပါကုသိုလ်တို့အလတ်စားကုသိုလ်ပြောပါကုသိုလ်ဖျားကြိုက်တာလားမြားကြိုက်တာလားဆ
ဆိုလိုက်လောကီချမ်းသာမြို့ကိုကဖြင့်ပြုရှာလေးညာကုသိုလ်ကမတအလတ်စာဘာကုသိုလ်ဒါကြောင့်ဉာဏ်စာကုသိုလ်ချမ်းမှုတွေအကြောင်းပြုပြီးတော့ပြုလုပ်တဲ့ဉာဏ်စာကုသိုလ်နဲ့ချမ်းသာကိုလူချင်းလို့ပြုတဲ့အလတ်စာကုသိုလ်ကိုဖျားမကြိုက်ဘူးတဲ့ပရိသတ်အများတော့ကြိုက်တယ်လို့မှတ်လားဒါဆိုရင်ပဲကြိုက်ဘာကြိုက်တဲ့ကုသိုလ်ပြုရမယ်ဆိုလိုက်တန်တရားကိုဘဝညွတ်မှာလူဖို့ပြုညာကုသိုလ်ကမတအမျက်စာတန်တရားကိုဘဝညွတ်မှာလူဖို့ပြုညာကုသိုလ်ကမတအမျက်စာဘာကုသိုလ်ဒီတိုင်းသံတရားဝတ်အဲ့ဒီသံတရားဝတ်ဆိုတာဘာလဲလို့မေးရင်ဇာတိဇရာဇာတိမရဏပြောပါဦးဇာတိဇရာဇာတိမရဏဘယ်နှမျိုးဇာတိပိဒုက္ခဇရာပိဒုက္ခဇာတိပိဒုက္ခမရဏပိဒုက္ခအာလုံးဒုက္ခဒုက္ခအဲ့ဒီလိုနေတဲ့ဇာတိဒုက္ခဇရာဒုက္ခဗျာတိဒုက္ခမရဏဒုက္ခဇာတိကစဇရာဗျာတိမရဏမြေရန်လေနေတာဖြစ်နေတာဥနေတာနာနေတာသိနေတာကိုတန်တရားဝို့လို့ခေါ်မယ်နောက်တစ်ခါတစ်မျိုးတွေးလိုက်ကို၄မျိုးမလုံးနဲ့တော့2မျိုးပဲပြန်ပြောမယ်ဇာတိဆိုတာမွေးဖွားခြင်းမရဏဆိုတာသိဆုံးခြင်းတချို့များကပြည်တဲ့မွေးပြီးတော့မအိုလဲရဘူးမနာလဲရဘူးတည်သွားတာမရှိဘူးလားဒါဆိုရင်မွေးဖွားခြင်းနဲ့တည်ဆုံးခြင်းကိုပြည်တဲ့ခေါ်ကြည့်လိုက်မယ်တန်တရားဝတ်မွေးဖွားခြင်းနဲ့တည်ဆုံးခြင်းကိုပြည်တဲ့ကြီးဘာလို့ခေါ်တော့အဲ့ဒီတန်တရားဝတ္တုကကဏီလူဖို့အတွက်မြုံမှန်ပြီးတော့မှသာသနာမှာကောင်းမှုပြုတယ်သူတစ်ပါးကျိုးလူလမှုပရိဒစိတ်နဲ့တန်တရားဝတ္ဒုက္ခကလူဖို့အတွက်ကောင်းမှုပြုတယ်ဆိုရင်လေတဲ့အဲ့ဒီကောင်းမှုကအမြတ်စားကုသိုလ်တဲ့အဲ့ဒါကိုအများမကြိုက်ဘူးလေတဲ့ဘယ်သူကြိုက်တော့ဆိုလိုက်တန်တရားဝဘဝညုတ်မှာလူဖို့ပြုညာကုသိုလ်ကမတအမျက်စာဘာကုသိုလ်တရားဘဝတန်တရားဝတ္တုကလူဖို့အတွက်မြုံမှပြီးတော့မှသာသနာကောင်းမှုပြုတောင်းဆိုတဲ့ဆိုရင်ပြည်တိုင်းအဲ့ဒါမျက်စာကုသိုလ်ဘုရားကြိုက်တဲ့အလှတဲ့ဘယ်သူကြိုက်တာတော့ဆိုလိုက်လူဘုံဘဝရတာကြခဏအသက်ရှိမြည်သူကြိုက်မကြိုက်ဘုရားကြိုက်အောင်သည်ဘုရားကြိုက်မှလူဘဝမုတ်ချအစဉ်ပြေနေကောင်းဒီကောင်းနောင်လေကောင်းအကောင်းစင်ငါဝေဘဝဘောကနိဗ္ဗာနရကြအကျိုးတွေဒီတဲ့အကျိုးမရဘူးလားတရားမြတ်မြတ်စွာကပြည်သိဘဝမှာလူတရားဖြစ်လာပြီဆိုရင်အများကြိုက်တဲ့အလုံမျိုးတွေကိုလုပ်နေမဲ့စာဘုရားကြိုက်တဲ့အလုံလို့ဘုရားကြိုက်အောင်လူဘုရားကြိုက်အောင်ဆူတောင်းအဲ့ဒီလိုသာဆူတောင်းမဲ့ဆိုလို့ရှိရင်နေလူပြီးတော့များကြီးရတယ်လို့ခုလို့ရင်ခုရတယ်ဒီစကားလေးနဲ့တတိတိလိုက်တဲ့ဒီတရားဒေသနာကိုဘုရားမြတ်စွာကပြိဿရဲ့ဘယ်မှာဟောသလဲလို့မေးရင်ပြိဿကြီးမှတ်လိုက်ဝေလူဝန်ကြောင့်ပြောပဲကြောင့်ဝေလူဝန်ကြောင့်နဲ့မှသတင်းသုံးစဉ်အမျိုးကောင်းသားတယောက်ကိုအကြောင်းပြုပြီးတော့မှဘုရားဟောတာခြေသားတို့ငါဘုရားသာသနာမှာအမျိုးကောင်းသားတူအဲ့ဒီအမျိုးကောင်းသားတူကဥစ္စာရဏတော့မွေရီစေရနာမမွေဘူးဥစ္စာရဏတော့စင်းရဲတဲ့စေရနာမစင်းရဲဘူး
နောက်တစ်ခါအဲ့ဒီမျိုးကောင်းသားကလေအမှုကိစ္စတစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်နောင်ရီးကိုပြန်တွေးလို့စိတ်မအေးရင်အဲ့ဒီအလုပ်ကိုသူမလုပ်နောက်တစ်ခါအမှုကိစ္စတစ်ခုလုပ်တော့မယ်ဆိုရင်နောင်ရီးကိုပြန်တွေးတိုင်းစီရမယ်ပိဋိသောမနတဖြစ်နေမယ်ဝမ်းမြန်ဝမ်းပတ္တဖြစ်နေမယ်ဆိုရင်အဲ့ဒီအလုံးမျိုးကိုသူကြိုးစားပြီးတော့ဆောင်ရွက်တယ်ပြိဿအဲ့ဒီတရားကိုဘယ်မှာဟောတာတော့ဝေလူဝန်ကြောင့်ပြောဘယ်မှာတော့တိဇကမံကရံသာတုယံကတဝနာနုတပတိယသပိနိတောသုမနောဝိပါကံပရိသေဝတိဘေကဝိယံတို့မြတ်ဥจิตတို့ယံကမံအချင်းမှုကိုကတဝပြု၍နာနုတပတိပူပန်ရခြင်းအလင်းမရှိပါဘူးယသကမ္မတအချင်းမှုကိုကရတ္တပြုထားသည့်အတွက်ကြောင့်အနုတ္တိတံဧဝအမတ်ရတိုင်းသောကနာ၌ပိဋိဝေကေနပိဋိဟောဖြင့်ပိဋိတော်နိတ္တိသောမနတဝေကေနသောမနတဟောဖြင့်သူမနောဝန္တာတိဥဒဝဖြင့်ဝိပါကချမ်းသာတဲ့အကျိုးကိုပရိသေဝတိနောင်တစ်ချိန်မှပြန်ပြီးတော့ခံစားရပါပေ၏တံကမဒုလုံးကမြုကရမျိုးခြင်းသည်သာတို့ကောင်းမြတ်လာပါပြီတံကမအဲ့ဒီကုသိုလ်မျိုးကိုသာတို့ကောင်းမွန်စွာကဏ္ဍကရဗံပြုသည်ပြုလိုက်ပါပေသည်လို့တတ္တမြတ်စွာဘုရားသည်ဝေလူဝဏီဝါရုပတ်ယံတဲ့ဝေလူဝန်ဆိုတဲ့ကြောင်းလိုက်တော်နဲ့ဝိရံတော်ရပဒလီလီမြတ်ကြီးရှင်ပြုံးလို့တရင်သုံးစဉ်သုမနမလာကရသုမနလို့မြည်ရတဲ့ဘန်းတော်ဆယ်မျိုးကောင်းသားကိုအာရဘအကြောင်းပြု၍ကတိတိကရုဏာရှိတာမေတ္တာအပြင်မိန်ကြားလိုက်ပါပြီတော့တည်းဒီတိုင်းဒီတရားဒေသနာကိုဘုရားဗမာဟောတော်ဝေလို့ဝန်ကြောင့်ပြောပြမှာတော့ဒီတော့ဝေလို့အကြောင်းတိုင်းမှာသတင်းသုံးစဉ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကအမျိုးကောင်းသားတယောက်ကိုအကြောင်းပြုဟောတာအဲ့ဒီအမျိုးကောင်းသားရဲ့နာမည်ကကိုတုမနပြောတုမနဆိုတဲ့ပါဠိစကားကိုမြန်မာလိုပြောရင်သူ့နာမည်ကိုစိတ်ကောင်းပြောကြည့်ဦးအဲ့ဒီရန်သူမျိုးသားကိုစိတ်ကောင်းကဥစ္စာရဏမွေးတယ်စေတနာမွေးဥစ္စာရဏတော့ဆင်းရဲတယ်စေတနာမဆင်းရဲနောက်ပြီးတော့အဲ့ဒီအမျိုးကောင်းသားကဇနီးမယားမရှိတဲ့သမီးသားရှိတယ်ဆင်းရဲတာတော့မပြောနဲ့လက်လုတ်လက်စားဘယ်လိုတော့မနေ့စောကြီးထားပြီးတော့အလုတ်လုတ်တယ်ပြေးတယ်မနေ့စောကြီးထားအလုတ်လုတ်ပြီးတော့မှနေမြင့်မှအလုတ်ကပြန်လာနေမြင့်မှထမင်းချစ်ရသူ့လုတ်ကနော်ဒီကသူ့လုတ်ကဘာလို့တုံးဆိုတော့မနေ့စောစောထားလို့မြက်လေးပန်းရှိစုပ်ကိုပန်းကျင်ထဲမှာထည့်ပြီးဘယင်ပိမသာရတာနေတိုင်းပန်းစစ်ရတဲ့အလုတ်ကိုသူလုပ်ရဘိသက်ကြီးပြောဘာလို့တော့အဲ့တော့မြင်လေးပဲရှိစုပ်ကိုဒီတိုင်းပန်းစင်ရတဲ့အလုပ်ကိုနေတိုင်းပေသက်သူလုပ်တယ်ဆိုတော့နေတိုင်းပန်းစစ်တဲ့အဲ့ဒီအမျိုးကောင်းသားကိုဘယင်ပိမသာရကငွေရှိချက်ပေးတယ်ငွေဘယ်နှချက်ဒီတော့ငွေရှိချက်ပြီးတော့အဲ့ဒီငွေရှိချက်ယူပြီးတော့မှဈေးထဲမှာတဲပြီးတော့စံတုပ်လေးစီပလင်းလေးရုပ်ချက်သွန်လေးဟင်းချက်စရာလေးတွေရှိချက်ဖို့အကုန်လုံးဝဲလာပြီးတော့ချင်းလေးနဲ့တည်းအိမ်ပြန်အိမ်ရောက်တော့မျိုးသမီးကအဲ့ဒီရှိချက်ဖို့ကိုချက်ပြုတ်လို့အဲ့ဒီငွေရှိချက်ဖို့ကသူတို့မိသားစုအတွက်ညမနဲ့လောက်တဲ့ဘယ်လိုလောက်တာတော့ဒီတော့ညမနဲ့လောက်တယ်တဲ့ညမနဲ့လောက်တော့အဲ့ဒီလိုနဲ့ဘဝဝင်းချောင်းလာတာတနည်းတော့အဲ့ဒီကိုစီကောင်းဆိုတဲ့မျိုးကောင်းသားကဗန်းရှိစုပ်ချင်းတဲ့ဘီယနန်းတော်အသွားလမ်းကုလမှာဘယ်သူနဲ့တွေ့တော့လို့ဆိုတော့ဖျားနဲ့တွေ့ပြောဘယ်သူနဲ့တွေ့ဘဂဝါမဘေကုသံဃာပရိဝတ္တောသဗ္ဗနာရတိယောဝိသေဇတဝမာတာဗုဒ္ဓ ानु ဘဝိနာမတိယ
ဗုဒ္ဓလီလာယနဂရံပိဏာယဘာဝိတိဒီတရားဝဲခဏနာပြီကိုအဆိုင်လေးနားထောင်ကြစလားဘေကဝါဗျာရှင်သည်မဘိက္ခုသံဃာပရိဝတ္တောများစွာသောယံသံဃာချမ်းရန်လိုသဗ္ဗနာရတိယော6ပါးသောယုံကြည်တော်တို့ကိုဝေသေဇနဝလူ၏မဟာတမြတ်သောဗုဒ္ဓနုဘဝေနဘုရားအာနုဘောဖြင့်မတ္တိယမြတ်သောဗုဒ္ဓတိလူနုဘဝေနမဟာတ္တိယမြတ်သောဗုဒ္ဓလီလာယဘုရားရှင်ကိုရောမြတ်ရဲ့တင့်တဲ့တပ်ပဲခြင်းတို့ဖြင့်နဂရယစီယုမြို့သို့ပိဏာယဆွမ်းသောငါပါဝိတိကောင်းစွာမသွေကြွဝင်တော်မူခဲ့ပါပေတည်းဒေသ၏ဘုရားမြတ်စွာသပိတ်ပိုက်လို့နောက်ကသံဃာရီဝန်းရံလို့ဘုရားရှင်ကိုရောမြတ်ရဲ့ကိုရောစိတ်စိတ်ကလည်းရောင်ကြီးတော်6သွဲကုန်မြူပြီးတော့မှဘုရားမြတ်စွာကစွမ်းကံကြွဝင်လာတာဒေသ၏ဘာကြွဝင်လာတာဒီတော့ဘုရားမြတ်စွာစွမ်းကံကြွဝင်လာပြီဆိုတဲ့ဆိုရောက်ဒေသ၏အဲ့ဒီမှာပန်းဆက်သမားကူစိတ်ကောင်းတဲ့လမ်းဆုံးမှာဘုရားရှင်ကိုရောမြတ်နဲ့ဒေသ၏တွေ့ပြီဒီတော့ဘုရားမြတ်စွာနဲ့တွေ့လို့ချီဆုံးရက်ပန်းချင်းလေးအောက်ကျလက်ဥချီဒေသ၏ဘုရားမြတ်စွာကိုဖူးမြော်ရင်မခတ်သောမျက်လုံးအစုံနဲ့ဒေသ၏မျက်တော်မခတ်ဘဲနဲ့မခတ်သောမျက်လုံးအစုံနဲ့ဘုရားမြတ်စွာကိုသူကြည်ညိုတယ်လူတယောက်ကိုလေးစားတဲ့ကြည်ညိုတယ်ဆိုတာတာမန်ဒေသ၏ဂုဏ်တုဝိသေသနဲ့ရပါမလားတာမန်အလုံးနဲ့ရပါမလားဒီကနေ့ဟောဒီမှာပရိသကရုဏာနာယေကုညီမှုသိညီပရိသ၏အသင်းအဖွဲ့အနီးအားဖြင့်မာမအကျိုးပြုလုပ်ငန်းတွေကိုရက်တည်စွာလုပ်နိုင်သွားပြီမကွေးတက္ကမပေါင်းတော်ကောင်းဒီကသရာယုံကြည်စွာဖြင့်ပရိသ၏လှူကြတန်းကြလေအဲ့ဒါလုံးနေကြတဲ့ပုဂ္ဂိုလ်တွေကိုမယုံပဲနဲ့ပရိသ၏ဒီလှူဝဲဆိုတာဖြစ်လာပါမလားမယုံမဲနဲ့ဒေသရဲ့အလှငွေဆိုတာလည်းထွက်လာပါဘာဖြစ်လို့ယုံတာတော့အလုံးမှန်လို့ယုံတာပြောကြည့်ဒေသကြီးဘာမှန်လို့တော့မြတ်စွာဘုရားရှင်ကကူကျူးအတွက်လှုပ်တာလားအများကျူးအတွက်လှုပ်တာပရာဟိတသမားကြီးမို့ယုံတာအဲ့ဒီလိုယုံကြည်တိုင်းအောင်ပုဂ္ဂိုလ်ဒုတယောက်ကနေပြလှုပ်ပြသွားမယ်ဆိုရင်လိုက်ပြီးတော့ဒေသရဲ့ငါ့ကိုကြီးညိုပါလို့လိုက်စည်းရုံးเสียလိုသေးလားကိုယ့်ကိုယုံကြည်မှုအပြည့်မရှိတဲ့ပုဂ္ဂိုလ်ကျတော့လိုက်ပြီးတော့စည်းရုံးရတာပေါ့နော်အခုကြီးစည်းရုံးเสียမလို့ကိုယ်စီကောင်းကဘုရားမြင်လိုက်တာနဲ့ကိုသိတယ်ဒါပရိဟိတဓမ္မကြီးပဲအများကျိုးလုပ်နေတဲ့ပုဂ္ဂိုလ်ပဲဆိုပြီးတော့ဒေသရဲ့ယုံသွားပြီအဲ့တော့ကြီးညိုရင်ယုံကြည်စိတ်တွေရှိတော့ဒေသရဲ့သူ့ထံပါလာတဲ့ဒေသနောက်တော့ကသူ့ကိုယ်သူကြွေးကြော်ဟေးစိတ်ကောင်းမင်းကံကောင်းတာဒီကနေ့ပရိဟိတသမားကြီးချစ်တဲ့ဘုရားနဲ့တွေ့ရတာမင်းကံကောင်းတာလောကမှာမရှိလို့မလူလည်းမရှိဤစဘူမှာစိတ်ကောင်းလို့ကမရှိပဲနဲ့လှူရဲတော့ဒေသကြီးမရှိပဲနဲ့ဘာလို့မှတော့မရှိပဲနဲ့ဒေသကြီးဘာလို့မှတော့လှူရဲတော့ဒါကြောင့်ဒေသယုံကြည်မှုအကြီးကြီးဖြစ်လာတော့ဒေသရဲ့သူ့ရဲ့မျက်လေးပဲရှိစုပ်ကိုဖျားပေးမယ်တဲ့။ဘာပေးမယ်။ဒေသကြီးဘယ်သူပေးမှာလဲ။ကိုယုံကြည်ရာကိုပေးတာဒေသရဲ့အပြစ်ရှိသလား။အဲ့တော့ဘုရားကိုပေးမယ်လို့သူဆုံးဖြတ်တယ်လူတယောက်မှဒေသလွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာဆုံးဖြတ်ခွင့်လွတ်လပ်စွာအကြံပေးခွင့်ပြောဆိုခွင့်ကိုယ်လုံးလူတယောက်ရဲ့အခွင့်အရေးပေးတဲ့ရှိဘူးလားယုံတဲ့ပုဂ္ဂိုလ်ကိုပေးမယ်အဲ့ဒီလိုပေးမယ်လို့ဆုံးဖြတ်ပြီးတော့မှပေးတဲ့ဘုရင်နန်းတော်ကြီးပြီးတော့ပေးတဲ့၅ပါးမှောက်တော့တာပဲ
ငါးပါးမှောက်တော့တာပဲရွှေညဝါပြောတယ်နော်ဘုရင်နန်းတော်ကြီးကြည့်ပြီးတော့မှသူဘာဖြစ်သွားတော့ဆိုတော့ကြောက်ပြောဘာဖြစ်သွားအဲ့တော့မန်ပရိသတ်ပထမရွေချေကတော့ယုံကြည်ထိုက်တဲ့အများအားကိုးထိုက်တဲ့အများကျိုးကိုဆောင်ရွက်တဲ့ပရိဒစေတာကြီးမားတဲ့မြတ်စွာဘုရားကိုပြီးဖို့ဒီနန်းတော်ကြီးကြောက်ပြီးတော့ရွေချက်မှန်သွားတယ်ဒီမပြီးလို့ဘာမှမဖြစ်ဘူးဟိုမပြီးဟိုရဘာကြီးတာတော့ဒီမပြီးလို့ဘာမှမဖြစ်ဘူးဟိုမပြီးအာဇမဟနိယဝဗန္နာပိယဝရတတောပပစီယဝမင်္ဂကိုရာဇမေတိဟနိယဝသတ်မဲ့ဆိုရင်လည်းတတ်နိုင်တယ်ဗန္နာပိယဝထောင်သွင်းခြင်းချမဲ့ဆိုရင်လည်းချနိုင်တယ်ရတတောပပစီယဝဟေတိုင်းပြည်ကနေပြီးတော့ငါကိုနင်းထုတ်မဲ့ဆိုလည်းနင်းထုတ်နိုင်တယ်ဒီသစာထဲမှာအကြောင်း၃ချက်ပဲပြပါတယ်ဒါပေမဲ့ကျေတဝင်းကကိုတွေးလေးနဲ့ကိုဒေသတစ်ချက်လောက်တော့တိုးကျင်သေးတယ်ကိုစိတ်ကောင်းကမြက်လေးပန်းရှိစုပ်ကိုဘသူဆက်သတာတော့ဟိုရဘသူဆက်သတာတော့လုံးပြီးခုကလေးကသူတို့အဘေးမားတယ်မြက်လေးပန်းရှိစုပ်ကိုဘသူဆက်သတာတော့ဘယင်းဆက်သတဲ့နေ့စဉ်လို့ဆိုတော့ तू ကသာမန်ပုဂ္ဂိုလ်လားပရိသတ်ကြီးဝန်တန်းလားဒါဆိုလို့ရှိရင်ဒေသကြီးတစ်ချက်တိုးလိုက်အောင်သူ့မပေးရင်အလုတ်ပြုတ်ခြင်းလဲပြုတ်ပါနောက်ထပ်ဥစဉ်ထဲတာမှားသလားမှန်သလားမှန်တာဆိုရင်လက်ခံလိုက်တော့နော်ဒါကြောင့်ဒီမပေးလို့ဘာမဖြစ်ဘူးမပေးလို့ရှိရင်ငါ့ကိုတတ်ခြင်းလဲတတ်မယ်ထောင်ချခြင်းလဲချမယ်တိုင်းပြည်ကနေနှင်ထုတ်ခြင်းလဲထုတ်မယ်ဟဲ့ဒီမပေးလို့ဘာမှမဖြစ်ဘူးကိုယ်ပဲပေးမယ်ဟိုပဲပြောင်းသွားပြန်ဒီပေးမယ်ဆိုရကနေဘယ်ပေးမယ်ဟိုပေးနောက်တစ်ခါပြည်သူပြောပြန်နေဘုရားမြတ်စွာပြီးကဲလူတာကိုနှက်ဖြန်ကြမှာငါလူမဲ့ပြည်သူရဲ့အလူကိုဘာလို့တာတော့ရဲရွှေ့ပြောဘာလို့တာအလူကိုဘာလို့လိုက်တော့ရဲရွှေ့ဩအလှူတော့ရက်ရွှေ့လို့ရသားပဲငါအသက်နဲ့ခန္ဓာကနှက်ဖြန်ဒီအသက်ရှင်မယ်လို့ဘယ်သူပြောနိုင်လို့လဲပြောနိုင်သလားအဲ့လိုမပြောနိုင်တဲ့အတွက်ကြောင့်သေခြင်းတရားပြည့်တဲ့ဒီအလှူထဲမှာသေခြင်းတရားကမြန်တယ်ဆိုတဲ့မရဏတ္တိဘာလာသလိုအိဋ္ဌဒုက္ခအနတ္တထင်လာတဲ့ဖြစ်ပြမြင်လာဟုတ်တယ်မို့လားအဲ့ဒါကြီးလို့မြင်လာပြီလို့ဆိုတော့ပြည့်တဲ့သူကဘာပြောလိုက်တော့ဆိုတော့တတ်ခြင်းလဲတတ်ပါစီတော့ငါဖျားမြတ်စွာပဲပြီးမယ်အာသမင်သည်မင်္ဂဝတိတုဝသဗ္ဗဆွေလဲသဗ္ဗစီတို့ဘာနာပိတုဝထောင်းသွင်းကြီးချမယ်ဆိုရင်လဲချပါစေတော့ဒါတော်တိုင်းနိုင်ငံမှာဘဘဇင်တုဝနိတုမယ်ဆိုရင်လဲနိတုပစီတော့တတ္ထုပူဇာဘာနာဖယားရှင်ကိုရောမြတ်ကိုပူဇော်ရခြင်းဒီကနိကပိကပ္ပကိုတိသူများစွာသောကဘာဂရီတို့၌ဟိတယဇီဝဇီဝတို့ငါ၎င်းဒုက္ခယဇီဝချမ်းသာတို့ငါ၎င်းအလံထိုက်လာပါ၏သူနမနောနာမမာလာကတော့သူမနာလို့အမည်ရတဲ့ဘန်းတော်ဆက်ယောက်ျားမျိုးကောင်းသားဟာအာရဏမိမိရဲ့ဇီဝိတံအသက်ကိုတရကရသဘုရားရှင်ကိုရောမြတ်အပရိစေစေတော်ဆွန့်လို့၍သုမနပုပ္ပာနိမြယ်လေးပန်းရှစ်စုပ်တို့ကိုအထာတိကောင်းစွာမသွေပြီးလူရန်လိုက်ပါပြီတော့တတိအဲ့တော့ဒီနေ့ခုကိုစိတ်ကောင်းကဘာပြောလိုက်တော့ဆိုတော့ငါဘယင်းကိုမပေးရင်ဘယင်းကတတ်လေတခါသေးမှာဒီလိုပဲမှန်ရမပြီးခဲ့တဲ့အတွက်ကြောင့်ဘဝဗံကမှာခန္ဓာဤတက္ကတက္ကဖြစ်ပြီးတော့သေပေါင်းများပြီးဟိတခါသေကံလို့နောက်တစ်ခါဘဝဖန်ကမှာခန္ဓာဖြစ်ပြီးတော့မှနောက်ထပ်များစွာအတိမသိဖို့အတွက်ငါဒီကနေ့မှန်ရဘူးပဲပြီးမယ်ဘေးတဲ့ဘယ်သူပေးမှာလဲ
ဒီလိုပဲဘဝဆက်ဆက်ကမန်းရကိုမပြီးခဲ့မိတဲ့အတွက်ကြောင့်တန်တရားတခွင်မှာငတ်လေငတ်ခဲ့ပြီအခုလေငတ်တုံးပဲနောင်လေငတ်အောင်ပါဘိသိယသူပြောတာကမန်းရကိုမပြီးလို့ရှိရင်ရင်တုံးကလည်းငတ်ခဲ့တာမန်းရမပြီးခဲ့လို့ရင်တုံးကလည်းငတ်ခဲ့ပြီအခုလေဘာဖြစ်တော့ငတ်တုံးပဲမန်းရမပြီးရင်တော့နောင်လေပဲငတ်အောင်ပါအမေကုစီကောင်းစကားတေကောင်းဒါကြောင့်ဒီကနေ့တော့တဏှဇာငတ်ကံပြီးတော့တသံတရားလုံးချမ်းသာဖို့အရေးမျောတွေ့ပြီးတော့မှဟိဒီကနေ့တော့ငါဘုရားမြတ်စွာကိုလှူမေဘယ်သူလှူမှာပြောဘယ်သူလှူမှာတော့ဘိသိဘာတွေလှူမှာတော့မြတ်လေးပန်းဘယ်နှစုံအံဩဇရာ၃ချက်တွေ့လိမ့်မယ်လူပုံလေးဘိသိကြည့်လိုက်ပရမဗန္ဓစုကိုဘုရားရဲ့ဥကောင်းတော်ဘောကိုကျေးပေါက်လိုက်တော့ဗန္ဒီကဘယ်သူမှမသိကုန်မဲနဲ့ညာရန်လေးတွေအဘောထောင်းလို့အယူလေးတွေအဘောထောင်းပွင့်လေးတွေကအောက်ကိုတန်းစီလို့အမိုးပန်းပန်းတက်ကြီးဖြစ်သွားတယ်ဒုတိယနှစုပ်ကျဲလိုက်တော့ညာဘဘိကနေကာပမန္တတတိယနှစုပ်ကျဲတော့ဘဘိကနေကာပမန္တနောက်ဆုံးနှစုပ်ကျဲတော့နောက်ကျိုးကနေကာပမန္တကြီးဖြစ်သွားတယ်အဲ့ဒါအံဩဇရာတစ်ချက်ပဲနော်ဘယ်သူမှမသိကုန်ပဲနဲ့ပမန္တကြီးဖြစ်သွားတာပြိဿရဲ့အံဩဇရာမကောင်းဘူးလားနောက်တော့ဘုရားမြတ်စွာရဲ့ကုတော်စိစိကနေပြိဿရဲ့ရောင်ကြီးတော်ဘယ်နဲ့သွဲကုမြူလာ6သွဲဘယ်နဲ့8သွဲရပါဘုရားရောင်ကြီးတော်8သွဲသူတို့ဘယ်သူမှမပြောတာလည်းမသိပြိဿရဲ့ရောင်ကြီးတော်ဘယ်နဲ့သွဲဒီတော့ရောင်ကြီးတော်6သွဲကုမြူလာတော့မြက်လေးပန်းအဖြူတွေကအဲ့ဒီရောင်ကြီးတော်လားရွှေရကနေနီးသွားလားညိုသွားလားပြူပြူပြပြရောင်နေထွက်လားရွှေရောင်နေပေါက်လားအဲ့ဒီလိုဒေသရဲ့ရောင်နေသွေးသွေးရောင်ကြီးတော့သွေးသွေးနဲ့ရောင်နေပြောင်းပြောင်းသွားတာလည်းပဲဒေသရဲ့အံဩဇရာတစ်ချက်ပဲအံဩဇရာမကောင်းဘူးလားဒီတော့အံဩဇရာတွေဒေသအံဩဇရာတွေကြီးပဲဒေသနောက်တော့ကနောက်ဆုံးအံဩဇရာတစ်ချက်ကမြတ်စွာဘုရားကတပိတ်ပဲပြီးတော့ဆုံးခံကြွလာအဲ့ဒါရန်စုလမ်းမလေးကိုတန်းကြွနေတာရက်နေတာမဟုတ်ဘူးအဲ့ဒီမြက်လေးပန်းတွေကလည်းပဲစိတ်မရှိတဲ့ပန်းတွေကစိတ်ရှိသည့်လူသားတယောက်တစ်ပွဲဘယ်သူမှမရှိမပြောင်းပဲနဲ့ဘုရားနောက်လိုက်နေတာလေအံဩဇရာတစ်ချက်ပဲအံဩဇရာဘယ်နှချက်တော့မနေ့က3ထိုးကြအံဩဇရာနော်ဒီတော့အံဩဇရာ3ချက်ကိုရာဇယုတစ်မျိုးလုံးကလူတွေကအုပ်အုပ်ကျက်ကျက်နဲ့ဘုရားဖူးရင်းနဲ့ဆိုပြီးတော့လာကြည့်ကြလာကြည့်ကြတော့ဟေးတဲ့ကိုစေကောင်းကချင်းကလေးဆိုရလူတွေဝိုင်းအောင်လို့ကြည်တာလဲအားရဝမ်းသာနဲ့ဩတွန်းဆုပ်နဲ့ဖြစ်ခဲ့ရတဲ့ငါတို့ဒီကနေ့တော့အောင်ပြီဆိုပြီးတော့ဟေးတဲ့သူကြွေးကြော်မနုဿရသုလဓမ္မိယွဟံသာဂိတရရတောမစ္စိရပတိယုတ်ထာယပဇာယဝီကတောတရောရွာယောအာသန္တယနောင်ရင်မြောတောင်တွေ့၍လေးလေးပင်ပင်စင်ကျင်လေးငါကျင်ငါသည်မစ္စိရပတိယုတ်ထာယမဘိယတုသဝင်းတုသဖြင့်ထိုရဏဟူသည်မြတို့၌မေဇိရယံပုံကံတန်တောင်းညံလျက်ရှိသောပဇာယဝုမိုဇာမှုအကျွမ်းမှု၌အာပြုငေဆောင်လူပေါင်းတို့တွင်တေရောတတောထူထူဒါနမစ္စိရဟုသာကြွပုံကံသူပုံယံမဝီကတောရှိဝါဒနာထုံပါသဖြင့်ကောင်းစွာလောကင်တန်ရှင်းခဲ့သည်ဖြစ်၍သာဂေစုညင်ပိကဝေငါလူတိုင်းနေရာကျင်၌တရရတော်ကုတွယ်ချူခြင်းပင်မခံ၍အမှန်ဝိလျောပြောကြည့်ပြောနိုင်ခဲ့ပေပြီတသမိဒါနသံဃိပါရမီဖြင့်သာကြီးဝိလျောတို့ကဲ့သို့ပြောကြည့်ပြောနိုင်သောငါသည်မနုဿတေ
လူကဆင်းရဲပေမဲ့ပရိရူပကုသိုလ်ပြုခွင့်ရတဲ့ဤဒေသ၌ဖြစ်ရစဉ်စစ်လူအဖြစ်ကိုသုလရံဝတ္တသံတရားဤမြောကောင်းတွင်ကိုမြောကောင်းတွင်ကဤမြရွှင်ပြောဩငါမှာတော့အယတော်ဘီစွာတကားရေတည်းသူရဲ့ဒါနကောင်းမှုကြီးဒီကနေ့တော့ဖြင့်အောင်မြင်ပြီလို့ကြွေးကြောပြီးတော့မှဒီတိုင်းချင်းကိုလေးဆိုပြီးတော့မှအိမ်ပြန်တော့အမျိုးသမီးကအိမ်ဘောက်ကနေစောက်နေရတဲ့မြင်လာချင်းလေးကြည့်တော့လေဘာမှသံဃာမပါဇန်စီမပါငရုတ်ကျက်တော့မပါတော့လေဒီတိုင်းနှခမ်းရွဲ့ပြမျက်စောင်းထိုးပြမယကြီးတို့ကရာမကြည်တာနော်အဲ့တော့သူကယံတွေ့တယ်ဒီပဲတဲ့ရှင်ကလေကြည်တဲ့နေရာလေးမြင်လာပြီချင်းချင်းနဲ့ကြည်တော့လည်းပဲဘာမှသံဃာလည်းမပါငရုတ်ကျက်တော်လည်းမပါဆန်းစီလည်းမပါပဲနဲ့နေစမ်းမောင်ဘယင်ပြီးတဲ့ဝေရှိချက်နဲ့ရှင်ကဘယ်နိုင်ကလတ်တဲ့ဟုတ်ပါဘူးလေအဲ့တော့နိုင်ကလတ်မှမရှိတာရှင်ဘေးမယငယ်ပြီးထားရမိမမင်းအဲ့လိုမဖြစ်ဆွဲတဲ့မင်းကိုယ်ပေါ်မှာဂတိတွေအများကြီးတို့နှစ်ယောက်ရည်စားဘဝကလေးကတူနဲ့တူဂတိတွေပေးခဲ့ကြဟောဒါနဲ့ပြောအောင်မယ်မဟုတ်မမှန်လုံးကြံပြီးတော့ပေးတဲ့မုသာဝါဒအပြောဆုံးချိန်ကရည်စားဘဝဆိုပဲဟုတ်လားသေးတဲ့ကြီးဟုတ်လားမဲဟုတ်ပါတယ်ဗျာတဲ့ဘုဘကဝန်ခံတယ်ဒါကြောင့်ဒီတဲ့ခုသူကရည်စားဘဝတုန်းကအကြောင်းတွေကိုစကြည့်ပြီးတော့သူမျိုးသမီးကိုနားလည်အောင်ပြောပြမင်းမဲခုပြောခဲ့ကျမကငွေလိုတာမဟုတ်လူလိုတာကျမကပစ္စည်းမဲ့တာမဟုတ်ရှင်ရဲ့ချစ်တွေမဲ့တာအမဲဘုန်းကြီးမတာမဲ့လည်းပြောတတ်တာနော်အဲ့ဒါဒီတဲ့အမျိုးမျိုးသူကဖြောင်းပြပြီးတော့ပြောပြတာဒုဘဝမှာချစ်ခေကြပြီမဲ့ပစ္စည်းတနာမရှိလို့အနှစ်မရှိခဲ့ဒီတဲ့စကားလေးတွေပြောကြဒါနဲ့ဒီတဲ့တရားလို့ပြောမှတစ်ချိန်လုံးကရော်တရော်မှာလင်မယားနှစ်ယောက်သိချစ်ကြဆိုချစ်ကြတဲ့လင်မယားနှစ်ယောက်ကအမျိုးသားကယောဂကြီးကျယ်တဲ့ယောဂကြီးဖြစ်တော့သေမဲ့ယောဂကြီးဖြစ်တော့မသေးခင်သူမျိုးသမီးကသူ့ပေါင်လေးပေါ်ခေါင်းလေးတင်ပြီးတော့မောင်ဘယ်လိုနေသေးလဲကိုကသတိရမရတစ်ချက်မရတစ်ချက်သတိရလာတော့ပြောတယ်မိမကြီးတဲ့ငါဒီတောင်းမကြော်တော့ငါတော့ဒီယောဂကြီးနဲ့တည်ရတော့မှမင်းခွဲရတော့မှမင်းကငါစိတ်မချအိမ်အောင်မပြုတ်နဲ့လို့လည်းငါမပြောရပါဘူးဒါပေမဲ့ကွာအိမ်အောင်တော့ပြုတ်တော့ပြုတ်နော်ဒါပေမဲ့ငါမြေပုံလေး6မှအိမ်အောင်ပြုတ်ပါတဏှာယူရလဲယူလဲယူနိုင်သေမှာကိုယ့်ဘာကိုမသေးပဲနဲ့အဲ့လိုမှာပြီးတော့သေသွားတော့ပြိဿရဲ့အဲ့ဒီမျိုးသမီးကနောက်နေကြတော့နေတိုင်းပြိဿမနဲ့တိုင်ဆိုလို့ရှိရင်ရက်တောင်ဒီတစ်ချောင်းနဲ့သူ့ယောက်ျားမြေပုံတော့ရက်ခတ်ရရိခတ်ပြီးတော့ဘာမသိညာမသိရွာလူတွေကသနာကြတာဩဒီကောင်မအလွန်တန်အောင်စင်ကြီးပဲဟဲ့သူ့ယောက်ျားမြေပုံလေးသွားရက်ခတ်ဒါနဲ့ချိုးကပြောကြတယ်ညီဒီလောက်ကြီးလဲဆွဲလမ်းမထားပါနဲ့ညီယောက်ျားလောင်းရမယ်ခုနဲ့ဆိုအယူပဲကြံတော့မှာညီရဲ့နေတိုင်းအပေါ်နေသွားရက်ခတ်ပေးတာဆိုတော့ဟိုပြုံးဖြဲကြီးလို့ရှင်တို့ကမသိပဲကျမယောက်ျားမှာသွားတယ်မြေပုံ6မှအိမ်အောင်ပြုဆိုလို့ကျမအိမ်အောင်ပြုကျင်လာမြေပုံက6ခဲလို့ရက်ခတ်ပေးတာတော်တော်ရွာတယ်ကောင်မနော်လေးတဲ့အိမ်အောင်ပြုကျင်လာမြေပုံ6အောင်လို့မြင်မြင်ရက်ခတ်ပေးတာဒီတော့လေးတဲ့ကိုစီကောင်းကသူမျိုးသမီးကိုဘဝအစကလေးလဲကပြုတ်ပြဒီတော့တို့တွေချစ်ခဲ့ကြတာချစ်ပေမဲ့အနှစ်မပါဘူးဘဝမှာစီးပွားတွေလုံလောက်စွာမရှိလို့ပျော်စရာမဖြစ်ခဲ့မိမကြီးဒီဘဝနဲ့မဟုတ်အရင်ဘဝနဲ့ဒီလိုပဲနေမှာပဲအခုလည်းတို့ဆင်းရဲတာဒါကြောင့်တို့ဒီနေ့ဒီတဏ္ဍဆာငတ်ကတသံတရားလုံးချမ်းသာဖို့ရည်မျှော်တွေးလို့မိမကြီးငါတော့မြတ်လေးပန်းရှိစုပ်ကိုဖះလှူခဲ့ပြီဗျပြောဘယ်သူလှူခဲ့တာဒီတော့မြတ်လေးပန်းရှိစုပ်ကိုငါဘုရားမြတ်စွာကိုလှူခဲ့ပြီလို့မင်းသာဓုခေါ်လို့ပြောတော့
အဲ့ဒီမျိုးသမီးကလေးတိုင်းသာဓုမခေါ်ပဲနဲ့ဂရိတွေလဲဆိုဒီကနေ့ကစားရှင့်ကိုကျမကွာရှင်းပြက်စဲတယ်ဆိုပြီးတော့အိမ်မောဆင်းသွားတယ်အိမ်မောဆင်းသွားတော်သေးတယ်လေးတိုင်းဘယ်သွားတော့ဆိုတော့ဘုရင်နန်းတော်သွားနန်းတော်သွားပြီးတော့တိုင်တယ်ဘုရင်ကြီးဘယ်သူလဲကျမကိုစိတ်ကောင်းရဲ့မျိုးသမီးပါအေးဘာလို့ဖို့လဲကျမယောက်ျားကျမကွာရှင်းခဲ့ပြီးအပြစ်ရှိတဲ့သူ့ကိုတတ်လို့ကတတ်ပါသူ့ပြစ်ကဘာတော့ဒီမပြီးပဲနဲ့ဟိုပြီးတဲ့ကောင်အပြစ်ကလည်းကြီးတာဒီမပြီးပဲနဲ့ဟိုပြီးတဲ့ကောင်ကိုတတ်လို့ကတတ်ပါမင်းကြီးတတ်ဖြတ်တော်မူပါဆိုတော့အေးဒီမပြီးပဲနဲ့ဟိုပြီးတာတော့အပြစ်ကြီးတယ်အဲ့ကောင်ငါတတ်ဘုရင်ကပြည်တဲ့အဲ့ဒီအမျိုးသမီးကျင်납အောင်သာပြောတာသူ့မပြီးပဲနဲ့ဘုရားတူတယ်ဆိုတာကိုဘုရင်ကြီးရဲ့ရင်ထဲကနေကြိတ်ပြုံးကလေးပြုံးနေတာရောအဲ့တော့ဒီနေ့ဟောဒီဘုရင်ဗိမသာရကဘုရင်အစိုးကလုံးမဟုတ်ဘူးလူလိမ်လူညာဘုရင်မဟုတ်ဘူးဘုရင်ဗိမသာရကတကယ်မှန်ကန်တဲ့သောတာပန်ဘုရင်ကြီးရောဘာဘုရင်တော့ဒီတော့သောတာပန်ဘုရင်ဆိုတော့သူ့မပြီးပဲနဲ့ဘုရားမြတ်စွာကိုလှူတယ်ဆိုတာကိုသူသာဓုခေါ်ကျင့်တတ်တာလေရေသာဓုခေါ်ကျင့်ကျင်နဲ့လှူပြီးပြီလဲဆိုရောသာဓုခေါ်ပြီးတော့မှကျင့်ကျင်နဲ့လှူပြီးပြီလဲဆိုရောအဲ့ဒါအမျိုးသမီးပြန်သွားမှပြည်တိုင်းဘုရင်နန်းတော်နန်းရင်ပြင်ကနေဆင်းလာပြီးတော့ဘုရားမြတ်စွာကိုဘုရင်ကြီးကမိအောင်လိုက်တယ်မိလည်းမိကိုဘုရားမြတ်စွာတပည့်တော်ကံတို့မြတ်စွာဘုရားတပည့်တော်နန်းတော်ကိုကြွပြီးတော့အပူဇော်ခံပါဦးဘုရားတဲ့ဘေးတဲ့ပူဇော်ခံပါအောင်ဆိုတော့မြတ်စွာဘုရားကနန်းတော်ကြွပြီးတော့ပူဇော်ခံတော့မြက်လေးပန်းရှိစုကကောင်းကင်ငန်းဤတက်ပြီးတော့ဘုရားကိုပူဇော်နေတယ်တဲ့အဲ့ဒီပူဇော်ပြီးတော့မှနန်းရင်ပြင်ကကြွမြန်ပြီးတော့ကန္နာကုရီကြောင်းတိုက်တဲ့ဝင်တော်မှပန်းဒီကကျောင်းပေါက်တကားပေါက်မှာပဲခြွေချပြီးတော့မြေခပြီးတော့ပူဇော်မှုအဆုံးသတ်သွားတော်မူတယ်အဲဒီမှာပဲပြည်သူဘုရင်ဗိမသာရကဝမ်းသာလုံးလို့မြက်လေးပဲရှိစို့လို့တဲ့ကိုယ်စိတ်ကောင်းကိုခြေကြီးနန်းရင်ပြင်ဆင့်ခေါ်ပြီးတော့မှဆုတော်လက်တော်တွေဆုချတယ်ပြည်သူဘာဆုတော်လို့ဆိုရင်သဗ္ဗတကဆုရှင်မျိုးရှစ်ဆုဘေးတဲ့ဘာလဲတော့ရှင်မျိုးရှစ်စုပြန်ပြောဘေးတဲ့ကြီးနှစ်ခေါက်စုပေးမယ်ပြီးတော့အလွတ်ဆိုရမယ်နော်အားလုံးဆိုကြည့်စင်ရှစ်စီမြင်းရှစ်စီကျွန်းဒီရှိရကျွန်းမရှိရငွေရှစ်ထောင်ယေရနာရှိကိုအပြူတော်ရှိရအခွန်ထွက်ရွာရှိရွာဘယ်နှမျိုးရပြီပြန်ဆိုမယ်စင်ရှိစီမြင်းရှိစီကျွန်းဒီရှိရကျွန်းမရှိရဝေရှိတာယေရနာရှိကိုအပြူတော်ရှိရအခွန်ထွက်ရွာရှိရွာဆိုဝိသေဘယ်နှမျိုးတော့အဲ့ဒီပရိသတ်အဲ့ဒီရှင်မျိုးရှိစုထဲမှာပရိသတ်ကြီးတော့ဘာကြိုက်တယ်လဲမသိဘူးဦးစင်းကြိုက်တာတကူရှိတယ်စင်ရှိစည်းကြိုက်တာဖြူတဲ့စင်လေးပါရင်စီမီတော်လှုပ်အောင်လို့နော်ပရိသတ်အားလုံးရှင်မျိုးဘယ်နှစုအဲ့ဒီပရိသတ်ရှင်မျိုးရှိစုကိုချက်ချင်းဆူချလိုက်တာကိုရှင်အာနန္ဒာသိတယ်ပရိသတ်မြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားစိတ်ကောင်းလို့မြတ်ကံကောင်းလိုက်တာဘုရားဟဲ့ဘာဖြစ်လို့လူရာကမြက်လေးပန်းရှေ့စုပ်ဘာမှပြိုပါလောက်ပွဲမရှိဘဲနဲ့ခုလူတဲ့အဲ့ဒီအလူရှင်ကိုသဗ္ဗရကဆုကိုဘုရင်ကချက်ချင်းပဲဆုကြတာကံကောင်းတယ်ဘုရားအဲ့တော့မြတ်စွာဘုရားကရှင်ရဏပြန်မိတဲ့အာနန္ဒဣမိနာမာလာကာရိနအပ္ပမတ္တကံကမ္မံကတန္တိမာတံလက်ခေတိ
အာနန္ဒจิตအာနန္ဒဣမိနာမလာကေနဤသူမနာအမျိုးကောင်းသောပန်းတော်စေယောက်ျားဟာအာဘမတ္တကံအနေငယ်သောကံမကုသိုလ်ကံကိုကတံပြုပြီးပြီရဲ့လို့မာသလကေသည်မင်းတို့ရဲ့စိတ်ထဲမှာမှတ်ထင်ပြီးတော့မနေလိုက်ကြနဲ့ဟဲ့จิตအာနန္ဒသူ့လက်တွေကလူဝင်နေတာကိုပဲမင်းမြင်ပြီးတော့မှဒီပုဂ္ဂိုလ်ကလူရာကနေနေပြီပဲလို့ဒီလိုပြီးတော့မထင်လိုက်နေအယံသူမနောနာမမာလာကတော့ဤသူမနာလို့မြည်ရတဲ့ဘန်းတော်ဆက်အမျိုးကောင်းသားမရှံငါဗျာအားဇီဝိတံသက်ကိုပရိစေတဝါဆွံ့၍ပူဇံပူဇော်မှုကိုအကာတိပြုခဲ့လေပြီဟေจิตအာနန္ဒသူလူဝဲသူ့လက်တွေကမျက်လေးပန်းရှေ့စုပ်ကြည့်ပြီးတော့မှလူတယ်နေတယ်လို့မင်းဒီလိုကြီးသွားပြီးတော့မထင်လိုက်နဲ့လူပွဲသားနေတာသူ့စိတ်မှမင်းမသိတာသူ့စိတ်ကအသက်ဆုံးပြီးတော့လူတာရုပ်ပါဆုံးလူတာဒီရင်တရားကိုဆင်ញင်လို့လူတာနေဇာဒုက္ခအနတ္တမြင်လူတာဖြစ်ပျက်ကိုမြင်လူတာအဲ့လိုမြင်လူတဲ့အတွက်ကြောင့်ဟောဒီပုဂ္ဂိုလ်ကဖျားကြိတ်အောင်လှူသွားတယ်အသက်ဆုံးပြီးတော့လှူသွားတယ်အမြတ်စားဖြစ်အောင်လှူသွားတယ်တန်တရားဝုဒ္ဓကလူဖို့အတွက်မျောမှန်းပြီးတော့မှလှူတဲ့အတွက်ကြောင့်จิตအာနန္ဒအညံစားလည်းမဟုတ်အလတ်စားလည်းမဟုတ်သူ့လူကအမြတ်စားမဟုတ်အကျိုးပေးတာจิตလို့ရှင်နာကိုမြတ်စွာဘုရားမိန်လိုက်တော့ရှင်နာကဆက်လျှောက်တယ်မြတ်စွာဘုရားဟုတ်ပြီဗျလူဝနေပြီမဲ့သူ့စိတ်ကြောင့်သူ့ကိုပြန်ကြိုးပေးတာတပည့်တော်သိပြီဗျသူတည်လို့တမလွန်ရောက်လို့ရှိရင်သူဘာတွေဖြစ်အောင်မှာတော့ဘုရားဟေးจิตအာနန္ဒသူတည်လို့ရှိရင်တမလွန်ရောက်ရင်ကဘာတသိန်းအပေမကြဘူးတဲ့ဘိသကြီးပြောပါအောင်ကဘာတသိန်းနောက်တော့အဲ့ဒီကဘာတသိန်းမှာပဲပရိသတ်နိနှမျိုးတည်းပဲနေမှာလူသည်တော့နတ်ဖြစ်နတ်စုနေတော့လူဖြစ်လူနဲ့နတ်နဲ့တင်ဘဝနှစ်ခုနဲ့ကဘာတသိန်းခံစားရလိမ့်မယ်အဲ့ဒီကဘာတသိန်းလွန်မြောက်တော်မှာသုမနာမာလာကာရပစ္စည်းကဗုဒ္ဓဆိုပြီးတော့ဘယငယ်တစုဖြစ်နေသူနိဗ္ဗာန်ကိုဝင်ဆံလိမ့်မယ်จิตသားတဲ့ပရိသတ်ကြည်စမ်းမောင်မြတ်လေးပန်းရှစ်စုပ်လူရာကစပြီးတော့အဲ့ဒီအလူရှင်ကိုစိတ်ကောင်နောက်ဆုံးတော့ဘယ်ဝင်ဆံသွားတော့ဒါစဉ်လောကမှာလူရာနေတာများတာကဗราဏာလားပရိသတ်လူတတ်ဖို့ကဗราဏာလားဘယ်လိုဖြစ်အောင်လူရမှာတော့အမြတ်စားဘယ်သူကြိတ်အောင်လူရမှာတော့ဘုရားမကြိတ်ပဲနဲ့အများကြက်ရင်ဒီဥနာတိဆိုတဲ့ဒုက္ခကြီးပရိသတ်ကြီးလွတ်ပါမလားဒါဆိုရင်ဘယ်သူကြိတ်အောင်လူမှာတော့သုမနာမျိုးကောင်းသားကဘယ်သူကြိတ်အောင်လူသွားတဲ့အတွက်ကြောင့်နိဗ္ဗာန်ဝင်ဆန်းတာတော့ဆိုလိုက်လူဘုံဘဝရလာကြခဏအသက်ရှိမြည်သူကြိုက်ကြမကြိုက်ကြဖျားကြိုက်အောင်ဒီဖျားကြိုက်မှလူဘဝမုတ်ချစဉ်ပြီနေကောင်းသီကောင်းနောင်လေကောင်းအကောင်းစင်ငါဝေဘဝဘုကနိဗ္ဗာနရကြအကျိုးတွေဒါကြောင့်အာလုံးသောသူတော်စင်များကလည်းဘုရားမြတ်စွာသာသနာမှာတို့မြတ်တတိတကြွယ်တွေကြည့်ပြီးတော့အများကြီးလူကြတာတို့တော့မလူနိုင်ဘူးဟဲ့လို့စိတ်အားမငယ်ပဲနဲ့ဘုရားမြတ်စွာကအဲ့လိုအများကြီးလူမှမို့နည်းနည်းလူဝေမဲ့လည်းစိတ်ကောင်းကဲ့သို့ကြီးကျယ်စွာစိတ်တည်ထားပြီးတော့ဘုရားကြိုက်အောင်လူမယ်ဆိုရင်နောက်ဆုံးနိဗ္ဗာန်ထိမဝင်ဆံနိုင်ဘူးလားအဲ့ဒါကိုတုယူကျင့်သုံးကြကုန်လေဘုရားသာသနာမှာဒီကနေ့မြင့်မြတ်ထူးခဲ့တဲ့ကရုဏာလူတော်ပွဲတော်ကြီးမှာဒီနေ့အာလုံးသောတော်စင်များကမိမိရဲ့လူရဏဘုံမှာဘဝတန်တရားဝတ်တော်ကလွတ်ဖို့အတွက်မျှော်မှန်းပြီးတော့မှလူရန်နဲ့အမြတ်စားလူရအောင်ယူပြီးတော့မှနောက်ဆုံးဘုရားကြိုက်တဲ့လူတို့ဖြင့်ဘုရားကြိုက်တဲ့ဥနာတိမရှိတဲ့နိဗ္ဗာန်ကိုရကြရောက်ကြစေကုန်သောယင်လို့ပထနာအောင်စုအခါက
ပြုလိုက်ကြကုန်ရသတည်းဆုလိုက်သီရကုလမ်းမင်းကျေခပင်အလင်းကဘာပြတ်ပါစီအလင်းရောင်ကိုလက်ခံကျူလူကိုမြတ်ကြီးကြံစီဒုမေတ္တာစွမ်းကဘာလွှမ်းငြိမ်းချမ်းကြပါစေတိတိရမေယနမောဗုဒိနာယေသဘာတိတောတိနာသဗ္ဗေဒုက္ခယန္တုဇနာဣဒ္ဓသမင်္ဂိနောဗုဒိနာရတစုတိယမောဒုနိုင်မမြေဂေါရမဘုရားရှင်သည်အာယိဇဘာတိတောတက္ကနိုင်ပြပြပြတတထိကရွတ်စွာသောအယံဓမ္မောယခုဟောပြတဲ့အများကြိုက်နဲ့ဘုရားကြိုက်အမည်ရှိတရားဒေသနာကိုတည်တည်တရားလိုလားကြတဲ့အမျိုးသားမျိုးသမီးတို့အတွက်ကြိုးစား၍ဟောလျက်ပါပြီဒီနသောသောစီဘုဓမ္မဒါနဓမ္မကုသိုလ်တို့ကြောင့်သဗ္ဗေလူရဲ့နတ်ဖြာပြပြမမကျွင်ကြမြောသောလုံးစုံသောပုဂ္ဂိုလ်တို့သည်ဣဒ္ဓသမင်္ဂိနောမိမိတို့အလိုရှိရတောင်းတအပ်သောဣဒ္ဓမင်္ဂလာจิตတိပြပြနှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတို့ယနေ့ကစားနိဗ္ဗာန်ရသည့်ဘဝတန်အောင်စိတ်ရွှင်လန်း၍ကျမ်းဉဏ်မာမာချမ်းချမ်းသာသာရှိတော်မူကြပါစေကုန်သတည်းပြည်သူမနက်ကညာဥစဉ်ဟောမဲ့တရားလေးကိုပြည်သူကြီးတန်မောက်ကြပြလေးနဲ့ဥစဉ်ကမနက်ကညာဟောမဲ့တရားလေးရဲ့အဓိကတော့ချက်ကလေးကိုပြည်သူကြီးညာဥစဉ်လက်ဆောင်ပေးမယ်မနက်ကမှာဟောမှာဆိုကြည့်လိုက်ထိုကလေးတပြင်းပြင်းအထုပ်ရှင်မသိလို့သွားကျန်တဲ့သူတွေဝေလို့စားအထုပ်ရှင်မအလကားဘာကမှလည်းပါမသွားဒီဝါကြတော့အပေလားကုသိုလ်ပုံညပြုမတော်အဖောပါမစိတ်မာအေးဘဝခံကရိတ်ခါစီအဲ့ဒါမလည်းငါဟောမဲ့တရားတော်ကြီးအလုံးလေးတဲ့ယူစင်းရဲ့တရားဒေသနာဒီညနဲ့ပဲဒီကုန်းကအဆုံးသတ်ပါတယ်